Champagali Champagali ဝီဂရန်တယောက်ချမ်ပါကာလီအပေါ်ထားရှိတဲ့သူရဲ့မြတ်တာစင်မှန်မှုကိုယင်းထဲမှာအလွန်တရာပြင်းပြင်းပြပြခံစားနေရပါပြီ။အခြားတစ်ဖက်မှာတော့မောင်မိုက်တဲ့နေရာတစ်ခုမှာရက်စက်ရုံမာတဲ့ဆွမ်းကဝေကြီးဟာရသိကြီးကိုမတရားတစ်ဖြစ်ဖမ်းဆီးချုပ်နှောင်ထားပါတယ်။ဒီမှာအဖိုးကြီးပါဇက်ပိတ်ပြီးငိမ့်နေစမ်းဘာလို့ဒီလောက်တောင်အော်ဟိနေရတာလဲ။တရိတ်ဆန်လို့ခမားရဲ့ဦးတန်းတွေကြောင့်ကျုပ်ကျင့်ကြံနေတဲ့စွမ်းအားကျင့်စဉ်တွေပြတ်ကုန်ပြီးကျုပ်တရားထိုင်နေရတဲ့အေးချမ်းမှုကိုအကုန်လုံးဖျက်ဆီးပြစ်နေပြီပါဇက်ပိတ်ထားစမ်းခမားကြီးဘယ်လောက်ပဲအော်ဟစ်နေပါစေဘယ်တော့မှဒီနေရာကနေအရှင်လက်လက်ထွက်သွားရတော့မှမဟုတ်ဘူးဒါကိုကောင်းကောင်းကြီးသိထားလိုက်စမ်းဇွန်ကဝေကြီးကအဲ့ဒီလိုတန်းတန်းစွာတိမ်မောင်းလိုက်ပြီးနောက်သူ့ရဲ့လက်ထဲကစွမ်းအပြည့်ရှိလာမနစ်အကြောင်းမြတ်အမျိုးတွေကိုရှေ့ကိုဆန်ထုတ်လိုက်တယ်အဲနောက်ရသေးကြီးရဲ့ကိုယ်ပေါ်ကိုအပြင်းထန်ပစ်ချလိုက်ပါတော့တယ်။တပြိုင်နက်တည်းမှာပဲမျက်စိစူးလာအောင်တောက်ပတဲ့အလင်းတန်းကြီးတစ်ခုထွက်ပေါ်လာပြီးအဲဒီခဏချမ်းမှာပဲရသေးကြီးတယောက်မြေသားရုပ်တုကြီးအဖြစ်ကိုအပြေးပိုင်ပြောင်းလဲသွားကမြေသားထဲမှာတိတ်တဆိတ်ပျောက်ကွယ်သွားပါတော့တယ်။ရသေးကြီးမြေရုပ်တုအဖြစ်ပြောင်းလဲသွားတဲ့အလင်းတန်းကြီးတွေကနေကြီးမားတဲ့အလင်းဆက်လုံးကြီးတစ်ခုထွက်ပေါ်လာပြီးအဲဒီရက်ဆက်တဲ့ဆုံးကဝေကြီးရဲ့ကိုယ်ခန္ဓာတွေကိုဝင်ရောက်သွားပါတော့တယ်။ပုံနမဟီရသေးကြီးရဲ့စွမ်းအားအပေါင်းတို့ငါထံကိုဝင်ရောက်လာကြကုန်တော့ဇုံကဝေကြီးကမန္တန်နေတို့ရွတ်ဆိုပေးတာနဲ့တပြိုင်နက်သူရဲ့ရုပ်သွင်းဟာရသေးကြီးရဲ့ပုံသဏ္ဍာန်အတိုင်းတစ်ထက်တည်းတူညီတဲ့ပုံစံအဖြစ်ပြောင်းလဲသွားပါတော့တယ်။ကဲဒါဆိုရင်တော့ဇလန်ရဲ့မူလနေရာကိုပြန်သွားကြရအောင်နော်။နောက်တရက်မနက်ခင်းစီကိုရောက်ရှိလာခဲ့ပြီးဝီဂရန်တယောက်သူ့ရဲ့အခန်းထဲမှာဘာမှမစားမတော့ပဲစိုးရိမ်ပူပန်မှုတွေနဲ့ထိုင်နေရှာပါတယ်။သူရဲ့ရင်ထဲမှာတစုံတရာကိုပြင်းပြင်းပြပြတွေးတောနေတဲ့ဝီဂရန်ရဲ့စိတ်အခြေအနေကိုမြင်တွေ့ရတာအင်မတန်ဝမ်းနည်းစရာကောင်းနေပါတယ်။အဲဒီအချိန်မှာပဲသူရဲ့မိခင်ဖြစ်သူရိုမနီတယောက်ထမင်းပကံကိုကန်ရင်အခန်းထဲကိုဝင်လာပါတော့တယ်။ဝီဂရန်ငါရဲ့သားလေးရေမင်းဘာတွေများဖြစ်နေရတာလဲ။မင်းညကလေးကစပြီးအခုချိန်ထိထမင်းတလုတ်ကလေးတောင်ပါဇက်တဲမထည့်ရသေးဘူးဆိုတာသိရလား။ပြီးတော့မနေ့ကလေးကဒီအခန်းထဲမှာပဲအသက်မပါတဲ့ရုပ်ထုကြီးတစ်ခုလိုမင်းတယောက်တည်းထိုင်နေတာကိုတွေ့နေရတာအမေရင်နဲ့ဘလူးမှကြည့်မနေနိုင်အောင်ခံစားရခက်လာပြီကွယ်အမေဘာမှမပြောပါနဲ့တော့တကယ်လို့ချမ်ပါကာလီကကျွန်တော်ရဲ့ရိုးရိုးသားမှန်တငယ်ချင်းတက်တက်ပဲဆိုရင်ဘာလို့များသူကအချိန်တိုင်းလူကျွန်တော်ရဲ့အုံနောက်ထဲမှာကျွန်တော်ရဲ့အတွေးတွေထဲမှာနေရာယူပြီးကြီးစိုးနေရတာလဲရင်ဒါမှမဟုတ်ကျွန်တော်သူမကိုချစ်မိနေတာလားနားထောင်စမ်းသားမင်းရဲ့အဖေကပြောထားလိုက်ပြီမလားဒါအတွက်တရားဝင်စီစဉ်ပေးထားတဲ့အဲ့ဒီမိန်းကလေးရဲ့ဖခင်ကဒီနေ့မှာမင်းကိုလာရောက်ကြည့်ရှုဖို့အတွက်ဒီအိမ်ကိုရောက်လာတော့မှာကဲအခုချက်ချင်းအမြန်ဆုံးပြင်ဆင်လိုက်တော့သားမလုပ်နိုင်ဘူးအမေကျွန်တော်အမေကိုအမှန်အတိုင်းရိုးရိုးသားသားပဲပြောပြလိုက်ပါတော့မေကျွန်တော်အဲ့ဒီမိန်းကလေးနဲ့ဘယ်တော့မှလက်ထပ်မှာမဟုတ်ဘူးကျွန်တော်မှချစ်ရတဲ့သူရှိနေပါပြီကျွန်တော်ဘယ်လိုမှအစိမ့်သက်သက်သစိမ့်တယောက်နဲ့ကိုယ့်ရဲ့တသက်တာဘဝကိုအလကားနေရင်ဖြက်စီးပြစ်နိုင်မှာမဟုတ်ပါဘူးအမေမိခင်ဖြစ်သူရဲ့ရှင်းမောင်မှာရင်ထဲကရင်တွင်ခန်းစားချက်တွေပွင့်ပွင့်လင်းလင်းဖော်ပြလိုက်တဲ့ဝီဂရန်ရဲ့စကားကြောင့်ရောမနီတယောက်အလွန်တရာအံ့ဩသွားပါတော့တယ်ဒီနေ့ကျမှကျွန်တော်အသေးအချာသဘောပေါက်သွားခဲ့ပြီအမေသူမကကျွန်တော်ရဲ့ရိုးရိုးမိတ်ဆွေတယောက်တည်းမဟုတ်ပဲကျွန်တော်ရဲ့စစ်မှန်တဲ့အချစ်ဦးလည်းဖြစ်နေတယ်ဆိုတာကိုလေဟင်ဒါဆိုရင်ဘာလို့အမေကိုပွင့်ပွင့်လင်းလင်းအစိုးကြီးကလေးကမပြောပြခဲ့ရတာလဲသားလေးရေကဲပြောစမ်းမအောင်အဲ့ဒီမိန်းကလေးကဘယ်သူလဲမင်းဘယ်သူကိုများဒီလောက်တောင်ဆွဲဆွဲလန်းလန်းချစ်မိနေရတာလဲအကယ်၍သာသားရဲ့ရင်ထဲမှာအဲ့ဒီကောင်မလေးကိုတကယ်ပဲချစ်မြတ်နိုးနေတယ်ဆိုရင်သူ့ရဲ့နာမည်ကိုအမေကိုပြောပြစမ်းပါမင်းရဲ့ဖခင်ကဘလောက်ပဲကောင်းမာပြီးတဇွတ်ထိုးလှုပ်တတ်တဲ့သူဖြစ်ပါစေအောင်တော့အမေရဲ့မိခင်မြတ်တာကိုအရင်တည်ပြီးမင်းရဲ့ဆန္ဒကိုဖခင်ဖြစ်သူရဲ့ရှေ့မှာအပြည့်အဝတောင်းဆိုပေးနိုင်မှုအတွက်အမေအစွမ်းကုန်စူးစမ်းပေးပါမယ်ကွယ်မရသေးဘူးအမေအခုလုံးလုံးစေတော့အမေကိုကျွန်တော်ဘာမှမပြောပြနိုင်သေးပါဘူးတင့်တော်တဲ့အချိန်အခါရောက်လာတဲ့အခါကျရင်တော့အားလုံးကိုကျွန်တော်ကိုယ်တိုင်အမှန်အတိုင်းရှင်းပြပါမယ်ကဲအခုတော့ကျွန်တော်အပြင်ထွက်သွားခွင့်ပြုပါတော့အမေဝီဂရန်တယောက်အမေဖြစ်သူကိုအားလုံးပြောဆိုပေးတာနဲ့တပြိုင်နက်သူကိုယ်သူမထိန်နိုင်တော့ပဲအိမ်ပြင်ဘက်ကိုထွက်ပြေးသလိုအမြန်ဆုံးထွက်ခွာသွားပါတော့တယ်သူရဲ့စိတ်ထဲမှာပြင်းပြတဲ့ဆန္ဒတွေနဲ့အတူဝီဂရန်တယောက်အိမ်ပြင်ကိုရောက်ရှိလာပြီး
သူချရတဲ့သူစီတန်းတန်းမမတ်သွားဖို့အတွက်ဆုံးဖြတ်ချက်ခိုင်မာစွာချမှတ်လိုက်ပါတော့တယ်မဖြစ်တော့ဘူးဒီထက်ပိုပြီးငြိမ်ခံစောင့်ဆိုင်နေလို့လုံးဝမဖြစ်တော့ဘူးဒီနေ့မှာဒီအချိန်မှာပဲငါချမ်းပါကာလီစီကိုတန်းတန်းမမတ်သွားရောက်ပြီးသူမရဲ့ရှေ့မှောက်မှာငါရင်တွေကမြစ်တာစကားတွေကိုပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောပြရတော့မယ်လွန်ခဲ့တဲ့ရက်အနည်းငယ်ကသူ့ရဲ့အိမ်ဟာပွဲမှာချမ်းပါကာလီပြောခဲ့တဲ့တချို့သောစကားတွေကငါအတွက်ဘလောက်ပဲနာကျင်စရာကောင်းနေပါစေဒါမှမဟုတ်မနေ့ကဘူးငါအပေါ်ပြုတ်မှုသွားခဲ့တဲ့အေးဆက်ဆက်အပြုတ်အမူတွေကဘလောက်ပဲယွန်ရှာစရာကောင်းနေပါစေအဲ့ဒါတွေကိုငါအခုတော့လုံးဝလိလူရှူထားလိုက်တော့မယ်ငါရဲ့ရင်ထဲမှာအကျွင်းမဲ့ယုံကြည်ချက်ရှိနေပါတယ်ချမ်ပါကာလီလဲငါ့ကိုတကယ်ပဲချစ်မြတ်နိုးနေတယ်ဆိုတာကိုလေကဲဒီနေ့တော့ငါသူမရဲ့ရှင်ခွင်ထဲမှာငါရဲ့စစ်မှန်တဲ့အချစ်တွေကိုအဆုံးထိဖွင့်ဟဝန်ခံပြလိုက်တော့မယ်အဲ့ဒီလိုရဲဝင်းတဲ့စိတ်ဆန္ဒတွေနဲ့အတူဝီဂရန်တယောက်အမြန်ဆုံးခြေလမ်းတွေနဲ့ရှောက်လာခဲ့ပြီးမကြခင်မှာပဲချမ်ပါကာလီတို့အိမ်ရဲ့တကားဝါရှိကိုရောက်လာခဲ့တယ်အိမ်ရှိကိုရောက်လာခဲ့တဲ့ဝီဂရန်တယောက်အဲ့ဒီနေရာမှာဖြစ်ပြနေတဲ့အံ့ဩစရာမြင်ကွင်းကိုမြုပ်ဝါးထင်ထင်မြင်တွေ့လိုက်ရတဲ့အခါမှာတော့သူရဲ့ခြေလမ်းတွေကရုတ်တရက်ချက်ချင်းရက်တန့်သွားပါတော့တယ်ဟင်ဒါကဘယ်လိုဖြစ်တာလဲတကယ်တော့ငါဒီကိုရောက်လာခဲ့တာချမ်ပါကာလီနဲ့နှစ်ယောက်ချင်းတွေ့ဆုံပြီးငါရဲ့ရင်တွင်းခံစားချက်တွေကိုဖွင့်ဟပြောပြဖို့အတွက်မဟုတ်ဘူးလားဒါပေမဲ့ဘာလို့ဒီအိမ်ရဲ့တကားဝရှိမှာအဲ့ဒီလူရုပ်မှာတာကူကရောက်ရှိနေရတာလဲပြီးတော့သူကဘာလို့ဒီလိုမေဂလာလက်ဆောင်တွေနဲ့အတူတူရှိနေရတာလဲဝီဂရန်တယောက်တွေးဝေးသွားပြီးအန်အော်ထိတ်လန့်နေချိန်မှာပဲအဲ့ဒီနေရာရဲ့အနီးနားကနေထပ်ပေါ်လာတဲ့ဒါမီနီတယောက်သူ့ရဲ့အနောက်ဘက်ကိုရောက်ရှိလာပါတော့တယ်။အိုးဝီဂရန်သားလီဒီလိုမနက်ခင်းစောစောကြီးမင်းဟာဒီတစ်ပင်နောက်မှာဘာလာလုံနေတာလဲကွယ်။ဘာရီများချောင်းမြောင်းပြီးခိုးကြောင်ခိုးဝဲလုံနေတာလေ။တိတ်ကိုကောင်းတဲ့အချိန်မှာအချိန်ကိုက်မင်းကကွက်တိရောက်လာတာပဲ။ဖေစမ်းမှာဒါမီနီကျွန်တော်မှခမရကိုပြောစရာစကားတခုမှမရှိဘူး။ကျွန်တော်အခုချက်ချင်းအိမ်ထဲကိုဝင်ရမယ်။ချမ်ပါကာလီနဲ့ကျွန်တော်တွေ့ရမယ်။ကျွန်တော်သူမရဲ့ရှိမှာသူမကိုဘလောက်တောင်ချစ်မြတ်နိုးနေတယ်ဆိုတာကိုအခုချက်ချင်းသွားပြီးဝန်ခံပြရမယ်ကျွန်တော်ရှိရနေဖေးစမ်းမှာအမှန်တရားကိုလက်မခံနိုင်မေရင်တွေကိုကပြေးလွှားလာခဲ့တဲ့ဝီဂရန်တယောက်ဒါကူကြီးနဲ့ချမကာလီတို့ရဲ့မင်္ဂလာစကားပြောဆိုနေတဲ့တေကွဲဖွဲ့ရမြင်ကွင်းရှိကိုအရောက်မှာတော့အလုံးတရာတုံလို့ကြောက်ကြသွားပါတော့တယ်ဒါမီနီကလည်းဝီဂရန်ရဲ့ရှိကိုခက်တီတီနဲ့ရက်သွားလိုက်ပြီးပင်ယုံလောင်ပြောင်နဲ့လေတန်းနဲ့တာစီပြောဆိုလိုက်ပါတော့တယ်အိုးခဏလေးနေပါအောင်ဝီဂရန်ရဲ့ဒါကဘယ်လိုပုံစံမျိုးနဲ့အတီတရားလုတ်ကင်းနေတဲ့ယူသွတ်တဲ့စကားတွေကိုပြောဆိုနေရတာလေမင်းရဲ့အုံနောက်ကိုအေးအေးဆေးဆေးစဉ်းစားပြီးတတိပြန်ကက်ဆန်းမှာတွေးကြည့်စမ်းမအောင်မင်းလိုမျိုးရိုးရိုးသားမှန်မြေပိုင်ရှင်ငယ်လေးတယောက်ရဲ့သားစီကိုလေဘယ်လိုလုပ်ပြီးချမ်ပါကာလီလိုအင်မတန်အလားအပါနဲ့ပြည့်စုံတဲ့မိန်းကလေးမျိုးကလက်ထက်ယူမှလေဟော်ဒီအရှိဘက်ကိုတေးသေးချာချာကြည့်စမ်းမအောင်အဲ့ဒီမှာခန္ဓာကြီးကျယ်တဲ့နေရာမှာထေထေဝါဝါရှိနေတဲ့လူကြီးကတခြားသူမဟုတ်ဘူးဒီဒေတာတစ်ခုလုံးမှာအချမ်းသာဆုံးနဲ့အာဏာအရှိဆုံးဖြစ်တဲ့ဂုံတရေရှိသမိန်နာကြီးတထေးကြီးသားကူကိုယ်တိုင်ပဲဖြစ်တယ်သူကမင်းတက်အစာပေါင်းများစွာပို့ပြီးချမ်းသာသလိုအင်အားလည်းအလွန်တရာကြီးမားတဲ့သူတစ်ယောက်ဖြစ်တယ်လေသူဘလောက်ပဲချမ်းသာဘလောက်ပဲအာဏာကြီးကျုပ်အတွက်အဲ့ဓာတွေကဘာမှအရေးမပါဘူးကျုပ်ရဲ့တစ်ခုတည်းသောရည်ရွယ်ချက်ကချမ်ပါကာလီနဲ့တွေ့ဆုံမှုပဲဟေးမင်းမသိသေးလို့ပြောပြရအောင်မယ်ဝီဂရန်ချမ်ပါကာလီကိုယ်တိုင်ကရှေ့ကိုတက်လန်းလာပြီးအဲ့ဒီတာကူကြီးနဲ့လက်ထပ်ဖို့အတွက်သူမရဲ့ဆန္ဒအလျောက်လက်ခံကြောင်းကိုနှုတ်ကနေအပြေပေးပြီးသွားပြီအခုဆိုရင်သူတို့နှစ်ဦးသားရဲ့မင်္ဂလာပွဲကမုတ်ချသေးချပေါက်ဖြစ်မြောက်တော့မှာဖြစ်တယ်ဒါကြောင့်မလို့မင်းကဒီကြားတွေကိုဝင်ပြီးအရှို့အထွေးပြအောင်မလှုပ်ဆမ်းပါနဲ့တော့ဒါမီနီရဲ့အဲ့ဒီလိုရက်ဆက်လာတဲ့စကားသံတွေကိုကြားလိုက်ရတဲ့အခါမှာတော့ဝီဂရန်ရဲ့ရင်ဘတ်ထဲမှာတစားစီကျိုးပဲပြက်စီးသွားပြီးခေါင်းငင်ကြီးတစ်ခုလုံးသူ့ခေါင်းပေါ်ကိုပြိုကျလာသလိုအင်မတန်ကြီးမားတဲ့ထိတ်လန့်မှုကိုခံစားလိုက်ရပါတော့တယ်မဟုတ်ဘူးလုံးဝမဟုတ်ရဘူးဒါရီအားလုံးကလိန်ညာထားတဲ့စကားတွေကြီးပဲဘယ်တော့မှဒီလိုအဖြစ်မျိုးဖြစ်လာစရာအကြောင်းကိုမရှိဘူးချမ်ပါကာလီကငါအပေါ်ဒီလိုမျိုးရက်ဆက်တဲ့ဆုံးဖြတ်ချက်မျိုးဘယ်တော့မှချမှတ်မှာမဟုတ်ဘူးဒါမီနီခမ ्या အခုပြောနေတာတွေအားလုံးကလိန်ညာနေတာငါကောင်းကောင်းသိတယ်သူမလည်းငါ့ကိုတကယ်ချစ်မြတ်နိုးပါတယ်ဆိုတာကိုငါပြောတာမှမယုံဘူးဆိုရင်လေဝီဂရန်မင်းရဲ့အဲ့ဒီမျက်လုံးနှစ်ဖက်ကိုကောင်းကောင်းဖွင့်ပြီးတိတိချာချာကြည့်စမ်းမအောင်မင်းမျက်စိရှိမှတင်တကယ်ပဲဖြစ်ပြနေတဲ့အမှန်တရားကို
ကိုယ်တိုင်ကိုကြမြင်တွေ့လိုက်စမ်းပါဝေကရန်တယောက်တုံရင်နေတဲ့မျက်လုံးစုံနဲ့အိမ်ရဲ့ဝင်းထဲကိုလမ်းပြီးကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီခဏကျမ်းမှာပဲအိမ်ထဲကနေချမ်ပါကာလီတယောက်ခေါင်းငိုင်းဆိုင်ကြလျက်တိတ်တဆိတ်ထွက်လာပြီးတာကိုရဲ့ရှင်းမောက်မှာလာရောက်ရက်တန်းလိုက်တာကိုမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရပါတော့တယ်သူမရဲ့မျက်နှာပြင်ပေါ်မှာတော့အရင်လိုပဲမျက်နှာပုံစံတစ်ခုနဲ့အုပ်ဆိုင်ဖုံးကွယ်ထားဆဲဖြစ်ပါတယ်အိမ်ရှိမှာစူးဝေးနေကြတဲ့ရွာသားတွေနဲ့အတူတာကူတယောက်အလုံးတရာကျင်းနဲ့ဝမ်းသာနေတဲ့အပြုံးတွေနဲ့အလေးနဲ့ထားပြီးကြီးညာလိုက်ပါတော့တယ်ကဲဒါဆိုရင်တော့ဒီမင်္ဂလာဆက်ဆံရေးကအားလုံးရဲ့ရှေ့မှောက်မှာအပြေအဝတရားဝင်သွားပြီပဲဖြစ်ပါတယ်ရွာသူရွာသားအားလုံးရဲ့ရှေ့မှာငါကိုယ်တိုင်ဂရီးကဝတ်ပြုပြီးပြောကြားလိုက်ပါတယ်လာမယ့်ရက်အနည်းငယ်အတွင်းမှာပဲအကောင်းဆုံးမင်္ဂလာခါတော်ရက်ကိုရွေးချယ်ပြီးငါရဲ့အချစ်တော်သမီးလေးမဟုတ်ဘူးငါရဲ့အနာဂတ်ရေမြစ်သခင်မလေးဖြစ်လာမဲ့ချမ်ပါကာလီနဲ့လက်ထက်မင်္ဂလာပွဲကြီးကိုကြီးကျယ်ခမ်းနားစွာကျင်းပပြုလုပ်ပေးသွားမယ်ဆိုတာကိုအားလုံးကိုအသိပေးလိုက်ပါတယ်ဟုတ်ကဲ့ပါအမှန်ပါပဲသမိန်နာကြီးတာကူပြောတဲ့စကားကတကယ်ပါပဲကျွန်တော်ကိုယ်တိုင်လည်းဒီလိုအချိန်ခါကောင်းကြီးရောက်ရှိလာမယ့်အချိန်ကိုအင်မတန်စိတ်လိုရှားစွာနဲ့စောင့်ဆိုင်နေခဲ့တာပါဟုတ်ကဲ့ပါသခင်ကြီးရေကျွန်တော်တို့လည်းသိကိုဝမ်းသာပါတယ်ကျွန်တော်တို့အားလုံးသခင်ကြီးရဲ့ဒီလိုသတင်းကောင်းအတွက်အလွန်တရာဝမ်းသာဂုဏ်ယူမိပါတယ်ခင်ဗျာရွာရဲလူတွေရဲ့ပျော်ရွှင်သံတွေနဲ့အတူဒီလိုမြင်ကွင်းကိုအနီးကပ်မြင်တွေ့လိုက်ရတဲ့ဝေကရရဲ့နှလုံးသားတစ်ခုလုံးဟာလုံးဝအပိုင်းပိုင်းအဆဆကွဲကြေသွားခဲ့ရပြီးသူမျက်လုံးအစုံကနေရေစီးကြောင်းတစ်ခုလိုမျက်ရည်တွေကအဆက်မပြတ်စီးကြလာပါတော့တယ်ဝေကရန်တယောက်အချိန်မီမထုတ်ပေါ်နိုင်ခဲ့တဲ့သူရဲ့ခံစားချက်တွေအတွက်အင်မတန်နှောင့်နှားရပြီးသူကိုယ်သူပြင်းပြင်းထန်ထန်အပြစ်တင်ငိုကြွေးနေမိတော့တာပေါ့ငါတကယ်ပဲမှားယွင်းသွားခဲ့ပြီလားငါရင်ထဲမှာရှိနေတဲ့မေတ္တာတရားတွေကိုအချိန်မီသဘောပေါက်ပြီးသူမကိုဖွင့်အောင်ဝန်ခံမှုအတွက်ငါနောက်ကျသွားခဲ့ပြီပေါ့တကယ်လို့သာငါဘက်ကအစိုးကလေးကချမ်ပါကာလီစီသွားရောက်ပြီးငါရဲ့ရင်တွင်းစကားတွေကိုအရင်ဆုံးပြောပြခဲ့မယ်ဆိုရင်အခုလိုမျိုးဝမ်းနည်းစရာကောင်းတဲ့အခြေအနေဆိုးကြီးတွေဖြစ်လာစရာအကြောင်းရှိမှာမဟုတ်ဘူးငါရဲ့အမားပဲငါဘာတွေကိုလုံမိလိုက်တာလဲကိုအပြည့်ချင်းရင်စိတ်ထဲကျနေတဲ့ဝေကရန်တယောက်ရုတ်တရက်သွေးရဲ့စိတ်ထဲမှာပြင်းထန်တဲ့မမာနာနဲ့အတူရဲဝင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကိုပြန်လဲထူထောင်ချမှတ်လိုက်ပါတော့တယ်မဟုတ်ဘူးငါဒီလိုမျိုးအားငယ်တဲ့လူတစ်ယောက်လိုငိုကြွေးပြီးအရှုံးပေးလိုက်လို့မဖြစ်ဘူးအကယ်၍ချမ်ပါကာလီကငါ့ကိုဒီလိုမျိုးလမ်းခုလက်မှာရဲဆက်စွန့်ပစ်သွားခဲ့မယ်ဆိုရင်တောင်မှဒီကိစ္စနဲ့ပတ်သက်ပြီးသူမကိုယ်တိုင်ရဲ့နှုတ်ဖြားကနေအမှန်တရားကိုငါ့ကိုရှင်းရှင်းလင်းလင်းပြန်ပြီးဖြေကြားပေးရလိမ့်မယ်ငါဘာပဲဖြစ်ဖြစ်အမှန်တရားကိုသိရှိရအောင်အဆုံးအထိစုံစမ်းသွားမယ်အဲဒီလိုပြင်းပြတဲ့ဒေါသနဲ့အတူဝေကရန်တယောက်တန်တန်မမတ်နဲ့ချမ်ပါကာလီတို့ရဲ့အိမ်ဘက်ကိုပြင်းထန်ခြေလမ်းတွေနဲ့ရှောက်လန်းသွားပါတော့တယ်ဝေကရန်တယောက်အမျက်ဒေါသတွေနဲ့အိမ်ရှိကိုအရောက်မှာတော့အခြားတစ်ဖက်မှာစိုးရိမ်ပူပန်နေတဲ့ဒါမီနီကအပြေးလွှားလိုက်လာပြီးသူ့ရဲ့ရှေ့ကိုပိတ်ရလိုက်ပါတော့တယ်ဒီမှာဝေကရန်ရှင်းလိုက်စမ်းမင်းဒီလိုမျိုးယူသွပြီးဘာတွေကိုလုံနေတာလဲလုံးဝမဖြစ်ဘူးဒီအိမ်ထဲကိုမင်းဘယ်လိုမှဝင်သွားလို့မရဘူးမင်းလည်းကောင်းကောင်းသိပြီးသားဖြစ်မှာပေါ့အခုဒီအိမ်မှာဘာတွေဖြစ်ပျက်နေတယ်ဆိုတာကိုလေဒီလိုအခြေအနေမှာကိုယ့်ရဲ့ဂုံတိတ်ခါကိုဖဲချပြီးမိန်းကလေးတယောက်နောက်ကိုကတ်လိုက်တာကိုယ့်ရဲ့ချေရေးဆိုဖို့အတွက်အခုလိုကမူးရှူတိုလုပ်နေတယ်ဆိုတာကယောက်ျားကောင်းတယောက်ရဲ့လုပ်ရဟုတ်နိုင်မှာမလားရက်လိုက်တော့ဝီကရန်မတော်နေတော့ဒါမီနီတယောက်ဘလို့ပဲတားဆင်းနေပါစေဝီကရန်ကသူမရဲ့စကားတွေကိုလုံးဝအလေးမထားတော့ပဲဒေါသတကြီးနဲ့တွန်းဖဲကောင်ဇမာကာလေးအိမ်ရဲ့အဝင်ဝါစီတရှိန်တိုးဝင်သွားပါတော့တယ်အိမ်ရဲ့အပြင်ဘက်တကားဝအနီးမှာရက်နေတဲ့ဇွန်ကီတယောက်ကလည်းအဲ့ဒီဖြစ်ပျက်နေတဲ့မြင်ကွင်းတွေအားလုံးကိုမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရပါတော့တယ်ဟင်ဟိုမှာဝီကရန်ကဘာလို့ဒီလောက်တောင်အမောတကောနဲ့ငါတို့ရှိရာဘက်ကိုအပြေးအလွှားရောက်လာနေရတာလဲဒါဆိုရင်အဲ့ဒါကဘာလို့ဆုလို့တာလဲဟိုဝီကရန်ကတကယ်ပဲငါ့ကိုစိတ်ဝင်စားပြီးချစ်မိနေတာများဖြစ်နေမလားဒါဆိုရင်ဟိုနေ့ကမြေကဘားဘေးမှာသူငါ့ကိုပြောခဲ့တဲ့အချစ်စကားတွေအားလုံးကအတုအယောင်မဟုတ်ပဲအစစ်အမှန်တွေဖြစ်နေခဲ့တာပေါ့ဒါဆိုဝီကရန်ကတကယ်ပဲငါ့ကိုသဘောကျနှစ်သက်နေပြီပဲဇွန်ကီတယောက်သူမရင်ထဲကမျောလင်းချက်မီရှူမီပန်းတွေကိုဖွင့်လှစ်လိုက်တယ်လို့မျိုးပြုံးရွှင်တဲ့မျက်နှာနဲ့အတူတန်းတန်းမမတ်ရှောက်လာပြီးလမ်းမှာရက်တန်းနေတဲ့ဝီကရန်ရဲ့ရှေ့တဲ့ကိုတိုးဝင်သွားပါတော့တယ်ဝီကရန်နင်ဒီကိုဘလို့ဖြစ်ပြီးရောက်လာတာလဲငါ့ကိုပြောပြပါအောင်အခုလိုမျိုးရုတ်တရက်ကြီးရောက်လာရတဲ့အကြောင်းရင်းကဘာလဲဟိုနင်ကတကယ်ပဲငါ့ကိုလွမ်းလို့များလိုက်ရှာနေတာလားယင်ဇွန်ကီငါ့ရဲ့လက်ရှိအောင်နေအခုချက်ချင်းဖိတ်ပေးစမ်းပါ
ငါ့ကိုအခုလိုအလကားအတိတ်ပဲမရှိတဲ့စကားတွေနဲ့အချိန်မဆွဲစမ်းနဲ့ငါ့ကိုအမှန်တိုင်းအမြန်ဆုံးပြောစမ်းချမ်းပါကာလီပဲမလဲအခုချက်ချင်းငါ့ကိုသူမနဲ့တွေ့အောင်လုပ်ပြီးငါသူမနဲ့တွေ့ကိုတွေ့ရမယ်တခုခုပြောစမ်းဟင်ဟိုအမကဟိုဘက်အိမ်ထဲမှာဇူကီတရားကိုစကားတောင်ဆုံးအောင်မပြောနိုင်လိုက်ရှာပါဘူးအမှန်တရားကိုရှာဖွေဖို့အတွက်အိမ်ထဲကိုဒေါသတကြီးနဲ့ဝင်ရောက်လာတဲ့ဝီဂရန်တယောက်ချဘာကာလီရဲ့ရှင်းမကိုရောက်ရှိသွားတဲ့အခိုက်အတန့်မှာတော့နှစ်ဦးသားရဲ့ရင်တွင်ခံစားချက်တွေအားလုံးပွင့်ထွက်လာပါတော့တယ်ဒေါသအမုန်းတွေနဲ့မျက်စိကွယ်နေတဲ့ဝီဂရန်အားဘာမှဂရုမစိုက်တော့ပဲအိမ်ထဲကိုအပြင်းအထန်တွန်းဝင်သွားခဲ့တာပါဇုံကီတယောက်ကတော့မျက်ရည်ဆက်လက်နဲ့ငိုကြွေးရဲ့လေတံနဲ့ပြောလိုက်ရှာတယ်သူ့ရဲ့ဒီလိုရက်ဆက်တဲ့အပြုတ်မှုကြောင့်ငါရင်ထဲမှာမျောလင့်ထားသမျှအိမ်မက်တွေအားလုံးတစစီကျိုးပဲ့ပြစ်စီသွားခဲ့ပြီးတော့ငါရဲ့မျက်လုံးတွေကနေလေဝမ်းနဲ့လွန်လို့မျက်ရည်တွေအဆက်မပြတ်စီးကျလာရပြီဒီနေ့မှာတော့ငါရဲ့အချစ်ဦးလေးကိုအင်းလေးဒီအပြစ်ဆိုးကြီးကငါရဲ့အချစ်ကိုပါနှုတ်ယူသွားခဲ့ပြီပေါ့အမလီအမေရင်းကရောဘာလို့များငါ့ကိုဒီလိုဒုက္ခမျိုးနဲ့ရင်ဆိုင်စေရတာလဲမနေ့တုန်းကမှငါ့ကိုအဲ့ဒီလောက်တောင်ချိုသားတဲ့စကားသံတွေနဲ့နှစ်သိမ့်စကားတွေပြောဆိုပေးခဲ့တဲ့သူကအခုတော့သူ့ရဲ့အချစ်ဦးငါရဲ့အမကြီးအတွက်နဲ့ငါ့ကိုဒီလောက်တောင်ရက်ရက်ဆက်ဆက်လစ်လျူရှုပစ်ခဲ့ပြီပေါ့လေဒီလိုအဆက်ကွေးရတဲ့တန်ကိုတော့ငါပဲတော့မှခွင့်လို့နိုင်မှာမဟုတ်ဘူးဇော်ကီတယောက်ရင်နာနာနဲ့ငိုကြွေးရင်အိမ်နောက်ဖက်စီကိုတရှိန်တိုးထွက်ခွာသွားပြီးနောက်အခြားတစ်ဖက်မှာတော့ဝီဂရန်တယောက်ဒေါသတကြီးနဲ့ခြေဆောင်ရင်အိမ်ရဲ့အခန်းထဲအရောက်လန်းလာပါတော့တယ်အခန်းထဲကိုရောက်ရှိလာတဲ့ဝီဂရန်ရဲ့ရှေ့မှောက်မှာတော့ညနာမှာမျက်နှာဖုံးကိုတက်ထားပြီးဝမ်းနဲ့ပူဆွေးနေတဲ့ပုံစံနဲ့ရက်နေတဲ့ချမ်းပါကားလေးကိုတွေ့လိုက်ရပါတော့တယ်မင်းကငါ့ကိုဒီလောက်တောင်လှုပ်ဝက်ချက်တွေနဲ့စိတ်ဆင်းရဲအောင်လုပ်ပြီးအခုတော့ဒီမှာတက်တောင့်တက်တာနဲ့အေးအေးလူလူရှိနေနိုင်နေပေါ့လေဟင်ဝီဂရန်ရှင်ဘာလာလောက်တာလဲဘာလို့ကျမရဲ့လက်ကိုဒီလိုမျိုးအတင်းကျပ်ဆွဲကင်ပြီးအပြင်ဘက်ကိုခေါ်ထုတ်သွားနေရတာလဲဖေးစမ်းမှာကျမရဲ့လက်ကိုလွှတ်လိုက်စမ်းပါဝီဂရန်ဟာသူ့ရဲ့စိတ်ကိုမထိန်ချုပ်နိုင်တော့ပဲချမ်းပါကာလီရဲ့လက်ကိုအတင်းဆွဲခေါ်လာပါတော့တယ်ဘာလို့လွှတ်ပေးရမှာလဲငါ့ကိုဒီလောက်တောင်မုန်းတီးနေရအောင်ငါမင်းကိုဘာတွေများလုပ်ခဲ့မိလို့လဲချမ်းပါကာလီအ ਨੇ ဆုံးတော့မင်းရဲ့မျက်နှာကိုတောင်မှငါ့ကိုတစ်ချက်ကလေးထုတ်ပြဖို့အတွက်ဝင်လေးနေခဲ့တာလားအာနာနဲ့ငွေကြေးနောက်ကိုလိုက်ပြီးငါရဲ့အဲ့ဒီစစ်မှန်တဲ့မေတ္တာတရားတွေကိုမင်းကနင်းချေပြစ်လိုက်တာပေါ့လေအဲ့ဒီအဖိုးကြီးတာကူနဲ့သွားပြီးလက်ထပ်ဖို့အတွက်ဘလို့လုပ်ပြီးမင်းကရက်ဆက်လွန်ရတာလေမြန်ပြောစမ်းငါ့ကိုအမှန်အတိုင်းဖြေစမ်းဝီဂရန်ရဲ့အဲ့ဒီလိုဆူရှာပြီးနာကျင်စရာကောင်းတဲ့စကားသံတွေကိုကြားလိုက်ရတဲ့အခါမှာတော့ဂျမာကာလီတယောက်ရင်းထဲမှာမခံမရနိုင်အောင်ထိတ်လန့်သွားပြီးအလွန်တရာထိတ်လန့်သွားပါတော့တယ်အမလီဖယားကြီးငါတကယ်ပဲဘာတွေကိုလုံမိလိုက်တာလဲဝီဂရန်ကဒီကိစ္စတွေအားလုံးအဆအဆုံးမြင်သွားခဲ့ပြီပေါ့အပြစ်ကင်းစင်ပြီးဘာမှမသိရှာတဲ့ဒီလိုတင့်စင်တဲ့လူငယ်လေးရဲ့ရင်ထဲမှာအခုတော့ဘယ်လောက်တောင်ဆင်းရဲဒုက္ခတွေနဲ့နာကျင်မှုတွေဖြစ်ပေါ်နေရရှာမလဲငါတကယ်ပဲဘယ်လိုလုပ်ရပါမလဲဒီလိုအချိန်မျိုးမှာဝီဂရန်ကိုငါဘာတွေများပြန်ပြီးပြောပြရမှာလဲဘာမှကိုစဉ်းစားလို့မရတော့ဘူးအကယ်၍ငါမှသာအခွင့်အရေးရှိမယ်ဆိုရင်သူ့ကိုငါရင်ခွင်ထဲမှာတင်းတင်းကြပ်ကြပ်ပွေးဖက်ထားပြီးငါဘာကြောင့်ဒီလိုအခြေအနေဆိုးကြီးနဲ့ရှင်ဆိုင်နေရလဲဆိုတဲ့အမှန်တရားအလုံးကိုဖွင့်ဟပြောပြလိုက်ချင်တာချမ်းပါကာလီမင်းဘာလို့တခွန်းမှပြန်မပြောပဲတိတ်ဆိတ်နေရတာလဲမင်းရဲ့ဒီလိုရင်ငုံနှုတ်ပိတ်နေမှုတွေကငါရဲ့အသက်ကိုရယူသွားနိုင်လောက်တဲ့အထိနာကျင်စေတယ်ဆိုတာကိုမင်းသိရဲ့လားမြန်ပြောစမ်းပါချမ်းပါကာလီကမျက်နှာကိုလွှဲလိုက်ရင်အတက်နိုင်ဆုံးခက်မမာလေးတန်းနဲ့ပြန်ပြောလိုက်တယ်ကျမမှရှင့်ကိုပြောစရာစကားတခုမှမရှိဘူးဝီဂရန်ရှင်အခုချက်ချင်းဒီနေရာကနေထွက်သွားတော့ကျမရဲ့မင်္ဂလာပွဲကတာကူးကြီးနဲ့တကယ်ပဲဖြစ်မြောက်တော့မှာမကြခင်မှာပဲကျမဒီရွာရဲ့အကြီးမြတ်ဆုံးနဲ့အာဏာအရှိဆုံးသခင်မကြီးဖြစ်လာတော့မှာဒါကြောင့်ရှင်ရဲ့အဲ့ဒီမလိုလားအပ်တဲ့အချစ်တွေနဲ့ကျမပေါ်လာပြီးအပြစ်မပုံချစမ်းနဲ့အခုချက်ချင်းထွက်သွားတော့ဂျဘာကာလီရဲ့အဲ့ဒီလိုနှလုံးသားမဲ့စကားတွေကိုကြားလိုက်ရတဲ့အခါမှာတော့ဝီဂရန်တယောက်လုံးဝယုံကြည်နိုင်ခြင်းမရှိတော့ပဲပြင်းထန်တဲ့စိတ်ခံစားချက်တွေနဲ့အတူစန့်ကျင်ပြောဆိုလိုက်ပါတော့တယ်ဂျဘာကာလီမင်းရဲ့နှုတ်ဖျားကနေအဲ့ဒီလိုယွန်းရှာစရာကောင်းတဲ့လိန်ညာမှုတွေကိုလုံးဝထုတ်မသုံးစားပါနဲ့မင်းဘလောက်ပဲဖုံးကွယ်ဖို့ကြိုးစားနေပါစေမင်းရဲ့အဲ့ဒီမျက်ရည်တွေဝဲနေတဲ့မျက်လုံးအစုံကငါ့ကိုအမှန်တရားတွေကိုအော်ဟစ်ပြီးပြောပြနေတယ်ဆိုတာကိုငါကောင်းကောင်းကြီးသိတယ်မင်းရဲ့ရှင်ထဲမှာငါ့ဘောဘလောက်တောင်နှက်ဆိုင်တဲ့မေတ္တာတရားတွေရှိနေလေဆိုတာကိုငါသိပြီးသားပဲဒါဆိုရင်ဘာလို့မင်းရဲ့နှုတ်ဖျားကနေဒီလောက်အစိတ်တောက်ဖြစ်စေတဲ့စကားတွေကိုအတင်းအကျပ်ထုတ်ပြောနေရတာလေ
အမှန်တရားကိုငါ့ကိုပြောပြစမ်းပါမင်းကိုအခုလိုမျိုးအတင်းအကျပ်ဖိအားပေးပြီးလှုပ်ခိုင်းနေတဲ့အဲ့ဒီလူယုံမှာဘာတူလဲငါ့ကိုအမှန်တရားအတိုင်းအားလုံးပြောပြလိုက်စမ်းပါငါမင်းကိုဒီကဘာပေါ်ကဘသူ့ကိုမစိုးရင်ဆိုင်ပြီးဒီရက်ဆက်တဲ့လူတွေရဲ့လက်ထက်ကနေကဲထုတ်သွားမှအသေးအချာပဲငါတို့နှစ်ယောက်တည်းဒီရွာကနေအဝေးကြီးကိုထွက်သွားပြီးဘယ်သူမှမမြင်နိုင်တဲ့နေရာမှာတီးတဲ့တရားဝင်လက်ထပ်ပြီးနေထိုင်ကြရအောင်လေချမ်းပွားကာလီကျေးဇူးပြုပြီးငါ့ကိုတခုံးလောက်ပဲအပြည့်ပေးပါဝီဂရန်ရဲ့စစ်မှန်တဲ့မြေတားစကားတွေကိုကြားလိုက်ရတဲ့အခါမှာတော့ချမ်းပွားကာလီကြီးရောက်သူကိုယ်သူလုံးဝမထိန်ချုပ်နိုင်တော့ပဲယင်းနေမှဝတ်ထားသမျှအမှန်တရားတွေကိုမျက်ရည်ဆက်လန်းတဲ့အတူဝန်ခံပြောဆိုလိုက်ပါတော့တယ်ဟုတ်တယ်ဝီဂရန်ရှင်ပြောတာလုံးဝအမှန်ပါပဲကျမလည်းရှင်ကိုအလွန်တရာမှကိုချစ်မြတ်နိုးပါတယ်ဒီကဘာပေါ်မှာဘယ်သူကိုမှမချစ်ဘူးခဲ့တယ်လို့မျိုးကျမရှင်ကိုအစစ်မှန်ဆုံးနဲ့အနက်ရှာရင်ဆုံးချစ်မိနေတာပါဒါပေမဲ့ကျမဘာမှလုပ်လို့မရဘူးလေကျမရဲ့ဒီလိုဆိုးဝါးတဲ့ရုပ်ရည်သွင်းမြင်တွေနဲ့ကျမရဲ့မိဘတွေခံစားနေရတဲ့မတရားခံနေရတဲ့လူများတွေပြောဆိုမှုတွေရှုံချမှုတွေအဲ့ဓာတွေအားလုံးကိုတွေးလိုက်မိတဲ့အခါမှာကျမဘယ်လိုလုပ်ပြီးရှင့်ရဲ့ဘေးနားမှာအတူတူနေထိုင်ရဲမှာလဲရှင်ကျမဆန္ဒရှိတိုင်းရှင့်ကိုကျမရဲ့အချစ်တွေအကြောင်းဖွင့်ဟပြလို့လုံးဝမဖြစ်နိုင်ဘူးဝီဂရန်ဒါကြောင့်မလို့ကျမရဲ့အနာဂတ်အတွက်ကျမရဲ့ဘဝအတွက်ရှင်ကျမစီကနေထွက်သွားပေးရမယ်ကျမရှင်ကိုကျမလက်နဲ့ကိုယ်တိုင်ဝေးရာကိုတွန်းထုတ်ပြရလိမ့်မယ်ချမ်ပါကာလီတယောက်သူမရဲ့စိတ်ကူးရင်ကဘာထဲမှာလုံးဝနှမြုပ်သွားခဲ့ပြီးဖြားရောက်နေတဲ့မျက်လုံးစုံနဲ့ဝီဂရန်ရဲ့မျက်နှာကိုငေးဆိုင်ကြည့်ရင်တကူတဲ့တုံလို့ငိုကြွေးနေပါတော့တယ်ဝီဂရန်ကလည်းမျက်ရည်တွေစီးကျလာရင်အရာအလုံးကိုသဘောပေါက်သွားခဲ့ပါတယ်အခုတော့ငါအားလုံးကိုနားလေသွားပြီးချမ်ပါကာလီမင်းဘယ်လိုကြီးမားတဲ့ဘေးဒုက္ခမျိုးတွေမှာမိနေတယ်ဆိုတာကိုငါအစအဆုံးတည်တည်ချာချာသဘောပေါက်သွားခဲ့ပြီးမင်းအခုလိုလုံနေတာတွေအားလုံးကတစုံတရာအတွက်ဟန်ဆောင်တရုပ်ဆောင်နေရတာတက်တက်ပဲဆိုတာကိုငါသိလိုက်ရပြီကဲအခုချက်ချင်းငါနဲ့အတူတူလိုက်ခဲ့တော့အခုချက်ချင်းထွက်သွားကြရအောင်ဝီဂရန်တယောက်ချမ်ပါကာလီရဲ့လက်ကိုတင်းတင်းဆုပ်ကင်ကအိမ်ပြင်ဘက်ကိုခေါ်ဆောင်သွားဖို့အတွက်ခြေလမ်းစတင်ပြင်ဆင်လိုက်တဲ့အချိန်မှာပဲချမ်ပါကာလီရဲ့စိတ်ထဲမှာလွန်ခဲ့တဲ့မိနစ်ပိုင်းတုန်းကဒါမီနီပြောဆိုခဲ့တဲ့ချင်းချောက်စကားတွေကိုပြန်လည်အမက်ရလာပါတော့တယ်။ဒီကဝီဂရန်ရဲ့ဘဝတစ်ခုလုံးအမောင်ကျအောင်ပျက်စီးပြစ်မဲ့သူပဲ။အဲဒီစကားအသံတွေကရုတ်တရက်ပြန်လည်ထပ်ပေါ်လာပါတော့တယ်။ချမ်ပါကာလီယာတုံ့လောက်သွားပြီးအလုံးတရာကြောက်ရွံ့တဲ့ဟန်ပန်နဲ့ပြောလိုက်တယ်။ဟင်မဖြစ်ဘူး။ငါဒါကိုဘလို့မှအဖြစ်မခံနိုင်ဘူး။ငါဘလို့လုံးမိတော့မလို့လဲလုံးဝမဖြစ်ရဘူး။ရုတ်တရက်ဆိုသလိုပဲချမ်ပါကာလီတယောက်ဝီဂရန်ကိုအစွမ်းကုန်အပြင်းအထန်တွန်းထုတ်လိုက်ပြီးသူ့ရဲ့လက်ကိုအဝေးဆုံးကိုလွှဲပစ်လိုက်ပါတော့တယ်။မလုံးနဲ့ငါ့ကိုမထိနေတော့ဝီဂရန်ဒီကိစ္စကိုဘယ်လိုအဆုံးသတ်ရမလဲဆိုတာကိုကျမကောင်းကောင်းသိတယ်။ကျမရဲ့ဘဝကြောင့်ရှင့်ရဲ့အနာဂတ်တစ်ခုလုံးအမောင်ထဲမှာပိတ်မိသွားအောင်ကျမဘယ်တော့မှခွင့်မပြုနိုင်ဘူး။ဒါကြောင့်မလို့အခုချက်ချင်းဒီနေရာကနေထွက်သွားပါတော့။ရှင့်ရဲ့တက်တီတွေကဘယ်ရောက်ကုန်ပြီလဲ။ရှင့်ရဲ့မာနတွေကဘယ်ရောက်ကုန်ပြီလဲ။ကျမရှိရနေအခုချက်ချင်းထွက်သွားစမ်းပါ။တယောက်နဲ့တယောက်အချင်းချင်းချစ်မြတ်လို့ကြပါရဲ့နဲ့ကကြမရဲ့ဖိအားပေးမှုနဲ့လိန်ညာမှုတွေကြောင့်လန်ခွဲကြားရတော့မဲ့အလုံးတရာရှင်နစ်စရာကောင်းတဲ့အခိုက်အတန့်ကိုရောက်ရှိလာပါတော့တယ်။ချမ်ပါကာလီကသူမရဲ့ကိုယ်အတင်းကျပ်ယုံဖယ်လိုက်ပြီးဒေါသတကြီးနဲ့အော်ဟစ်လိုက်ပါတော့တယ်။ကျမကိုလာပြီးမထိနေတော့ချမ်ပါကာလီမင်းဒါဘလို့တွေပြောနေရတာလေ။ငါရဲ့တန့်စင်ပြီးစစ်မှန်တဲ့မြတ်တာတရားကိုဘလောက်တောင်များထပ်ပြီးအချိန်ကုန်ခံစမ်းသပ်နေဦးမှာလေ။ကဲအခုချက်ချင်းငါတို့နှစ်ယောက်သားဒီမာတင်မဲမင်္ဂလာပွဲကိုအတူတူဆင်နွှဲကြရအောင်လေဝီဂရန်ကဘလို့မှပြောဆိုလို့မရတော့တဲ့အဆုံးမှာတော့ချမ်ပါကာလီကဟန်ဆောင်ပြောဆိုရပါတော့တယ်ဒီမှာဝီဂရန်ရှင်ရဲ့အုံနောက်ကအတိတရားရောရှိသေးရဲ့လားရှင်ကောင်းကောင်းစဉ်းစားကြည့်စမ်းပါတစ်ဖက်မှာတရွာလုံးရဲ့အကြီးဆုံးစမိန်နာကြီးဖြစ်ပြီးအချမ်းသာဆုံးအာဏာအရှိဆုံးဖြစ်တဲ့တာကူရှိနေတယ်ပြီးတော့တစ်ဖက်မှာကျတော့ရှင်ကရိုးရိုးတာမှန်မြေပိုင်ရှင်တားငယ်လေးတယောက်လေးအဲ့ဒီလိုစိန်ခံပစ္စည်းတွေနဲ့တတောင်တတာပေးစွမ်းနိုင်တဲ့တာကူကြီးကိုစွန့်လို့ပြီးရှင်ကိုဘလို့လှုပ်ပြီးကျမကလက်ထက်ရမှာလေရှင်လိုတာမှန်လူငယ်လေးကိုလေမဖြစ်နိုင်တာတွေမပြောစမ်းပါနဲ့ဒီမှာရှင်နားထောင်ထားလိုက်ကျမတသက်လုံးအပြိုကြီးဘဝနဲ့ပဲဖြစ်ရင်ဖြစ်နေလိမ့်မယ်ဒါပေမဲ့ရှင်လိုစင်ရဲမွဲတိတ်နေတဲ့တာမှန်လူမျိုးနဲ့တော့ဘယ်တော့မှလက်ထက်မှာမဟုတ်ဘူးရှင်ရဲ့အစင်ကကျမအတွက်မက်လောက်စရာမရှိဘူးအခုချက်ချင်းဒီကနေထွက်သွားတော့ပြီးတော့ကျမရဲ့ဒီလိုရုပ်ဆိုးတဲ့မျက်နှာကိုရှင်ဘယ်တော့မှလာပြီးမကြည့်နဲ့တော့ချမ်ပါကာလီစီကနေထပ်ပေါ်လာတဲ့အဲ့လိုနှလုံးသားကွဲကြည့်စရာစကားတွေကိုကြားလိုက်ရတဲ့အခါမှာတော့ဝီဂရန်တယောက်လုံးဝကိုယုံကြည်နိုင်ခြင်းမရှိတော့ပဲ
ရင်းထန်နေနာကျင်မှုတွေနဲ့အတူတုံ့ပြန်ပြောဆိုလိုက်ပါတော့တယ်။ချမ်ဘာကာလီငါရဲ့တသက်တာမှာကိုယ့်ရဲ့အသက်ထက်တောင်ပိုပြီးချစ်မြတ်နိုးခဲ့ရတဲ့မိန်းကလေးတစ်ယောက်ကငွေကြီးနဲ့ရွှေငွေဥစ္စာရှာတို့တွေရဲ့လောဘစောကြောင့်ဒီလောက်အထိအတ္တကြီးပြီးမှိုင်မဲသွားလိမ့်မယ်လို့ငါတခါမှမတွေးခဲ့မိဘူး။မင်းကငါရဲ့စစ်မှန်တဲ့အချစ်ကိုလူရှိသူရှိမှလာပြီးရည်စရာအဖြစ်နဲ့လှောင်ပြောင်ကစားသွားခဲ့ပြီပေါ့။ကဲဒီလိုဆိုရင်လေပြီးတာပါပဲ။တကယ်လို့မင်းကငါ့ကိုဒီလောက်တောင်မုန်းတီးယွန်ရှာနေတယ်ဆိုရင်လေဒီနေ့မှာဒီပထဝီမြေကြီးကိုတက်သေးပြုပြီးငါလည်းမင်းကိုအဲ့ဒီလောက်တောင်ပြင်းပြင်းထန်ထန်မုန်းတီးသွားပြီဆိုတာကိုတန်ဒိတ်တန်ချသစ္စာပြုတ်လိမ့်မယ်။အခုဒီအချိန်ကစပြီးဟောဒီဝီဂရန်ဆိုတဲ့ငါဟာမင်းရဲ့ဘက်ကိုတစ်ချက်ကလေးတောင်လှည့်ပြီးကြည့်မှာမဟုတ်တော့ဘူး။မင်းကငါစီကနေအမုန်းတရားတွေကိုပဲလိုချင်နေမလား။ကဲအဲ့ဒါဆိုရင်လည်းမင်းရပြီလို့သာမှတ်လိုက်တော့ငါရဲ့အမုန်းတွေကိုရှူလိုက်ဒီနေ့ကစပြီးငါတို့နှစ်ယောက်သားတယောက်အတွက်တယောက်အသေးဆုံးနဲ့သေဆုံးသွားကြပြီလို့ပဲသတ်မှတ်လိုက်ကြရအောင်အဲ့ဒီလိုပြောဆိုပေးတာနဲ့တပြိုင်နက်ဝီဂရန်တယောက်နောက်ကိုလဲထွက်သွားခဲ့ပြီးဂျမာကာလီကတော့မျက်ရည်ဆက်လက်နဲ့ရင်ခွဲမတက်ကိုကြွေးရင်ကြံ့ရစ်ခဲ့ပါတော့တယ်ငါ့ကိုခွင့်လွှတ်ပေးပါဝီဂရန်တကယ်ပဲငါ့ကိုခွင့်လွှတ်ပေးပါတော့ငါနေ့ရက်ရှင်ကိုနာကျင်အောင်လုပ်မိခဲ့တယ်ဆိုတာကိုကောင်းကောင်းသိပါတယ်ဒါပေမဲ့ငါမှဘယ်လိုတခြားရွေးချယ်စရာလမ်းစာရှိသေးလို့လဲငါရဲ့ကံကြမ္မာအစကတည်းကလောင်ကျွမ်းပြီးသားဖြစ်နေခဲ့ပြီလေအဲ့ဒီလိုဝမ်းနဲ့ကြေကွဲစရာမြင်ကွင်းကိုအနီးနားကနေချောင်းမြောင်းကြည့်နေတဲ့ဒါမီနီတယောက်ကတော့သူမရဲ့အတန်းစီအောင်မြင်သွားတဲ့အတွက်ပြုံးစည်းကြီးနဲ့ဝမ်းသာအားရဖြစ်နေပါတော့တယ်ငါတွေးထားတဲ့အတိုင်းပဲအရာရာတိုင်းကအတိအကျဖြစ်လာခဲ့ပြီအခုတော့ဒီကောင်လေးနဲ့ကောင်မလေးနှစ်ယောက်သားဘယ်တော့မှပြန်ပြီးစုံတွေ့နိုင်ကြတော့မှာမဟုတ်ဘူးအခြားတစ်ဖက်မှာတော့တောဆက်နာကကြောက်ကူအတွင်းမှာရစဲယုံမာတဲ့ဇုံကဝေကြီးရဲ့ချုံနောင်ခြင်းကိုခံထားရတဲ့ရသေးကြီးတယောက်ကျိုးရင်းနဲ့တုံးအောင်ခံထားရလျက်အင်မတန်ကျေလောင်စွာအော်ဟစ်အကူအညီတောင်းနေပါတယ်ဘသူတွေရှိကြလဲကျေးဇူးပြုပြီးငါ့ကိုဒီနေရာကနေလွတ်မြောက်အောင်ကယ်ထုတ်ပေးကြပါဦးငါမှအသက်ရှူလို့မဝတော့ဘူးရင်ကျက်ပြီးသေရတော့မေဘယ်သူမှမရှိကြဘူးလားငါ့ကိုကူညီကြပါဦးရသေးကြီးရဲ့အဲ့ဒီလိုတောင်းပန်အော်ဟစ်တန်တွေညံနေချိန်မှာပဲအမောင်တရားနေထွက်လာတဲ့အဲ့ဒီရက်ဆက်တဲ့ဇုံကဝေကြီးကအနားကိုရှောက်လာပါတော့တယ်ရသေးကြီးရဲ့အနားကိုအေးဆက်ဆက်အပြုံးနဲ့ရှောက်လာပြီးဇုံကဝေကြီးကရွှရှာတဲ့လေတံနဲ့သိမ်းမောင်းလိုက်ပါတယ်ဟေးအဖိုးကြီးပါဇက်ပိတ်ပြီးငိမ့်ငိမ့်နေစမ်းဒီမှာတရားထိုင်နေရတာကိုခမရဲ့ဒီလိုအော်ဟစ်ငိုးယိုတန်တွေကြောင့်ကျိုးရဲ့စအေးချမ်းမှုတွေအကုန်လုံးပျက်စီးကုန်ပြီမလားတော်တော့ပါဇက်ပိတ်ထားလိုက်စမ်းဘယ်လောက်ပဲအော်ဟစ်ပြီးအကူအညီတောင်းနေပါစေအောင်တော့ဘယ်တော့မှဒီနေရာကနေအရှင်လက်လက်ပြန်ပြီးထွက်သွားရတော့မှာမဟုတ်ဘူးဘယ်သူကမှလာပြီးကဲတင်နိုင်မှာမဟုတ်ဘူးဆိုတာကိုကောင်းကောင်းကြီးသိထားလိုက်စမ်းဒီမှာတန်တရိမင်းဟာအပြစ်ကင်းစင်ပြီးတန့်စင်တဲ့ယတိတဘာအပေါ်မှာအခုလိုမျိုးရက်ဆက်ယုံမာတဲ့အပြုတ်မှုတွေနဲ့ကျိုးလုံနေတာပဲမင်းအတွက်သေချာပေါက်အင်မတန်ဆိုးရွားတဲ့ကံတရားရဲ့အကျိုးဆက်တွေကိုခံစားရလိမ့်မယ်ဟာဟာငါ့ကိုကြောက်အောင်ချင်းချောင်မနေနဲ့တော့အဖိုးကြီးကဲကိုယ်တိုင်ကိုကြကိုမျက်စိနဲ့သေချာကြည့်စမ်းဒီမှာငါဘာကိုယူလာလဲဆိုတာကိုလေအဲ့လိုပြောဆိုပြီးတာနဲ့တပြိုင်နက်ဇုံကဝေကြီးတယောက်သူ့လက်ထဲမှာကန်ဆောင်ထားတဲ့ဂျီလာမနီမြေတုမြေလွှာစွာပြည့်ကျောင်းမြင့်အမျိုးတွေကိုရှေ့ကိုအတားနာထုတ်ပေါ်ပြသလိုက်တယ်အဲ့ဒီအချိန်မှာပဲမျက်စိစူးလာအောင်တောက်ပါတဲ့အလင်းတန်းကြီးကခုတစ်ခုလုံးကိုတောက်ပအောင်ဖုံးလွှမ်းသွားပါတော့တယ်ဟင်ဒါဘယ်လိုဖြစ်တာလဲမင်းတကယ်ပဲငါ့ကိုဘာတွေလုပ်လိုက်တာလဲဟာဟာဒါကတာမန်တောက်တုံးတုံးမဟုတ်ဘူးဒါဟာအတန်ရှင်းဆုံးမဟုတ်တဲ့မြေတုတမာရီတစ်ခုပဲဖြစ်တယ်ဒီလိုအင်အားကြီးမားတဲ့ဂျီလာမနီကိုရရှိပိုင်ဆိုင်နိုင်မှုအတွက်ငါဟာတုတ်တန်မြေမှာအပြည့်အဝတရားထိုင်ပြီးရှင်နေတိုင်တိုင်ပြင်းထန်တဲ့တရားစခန်းကိုစောင့်တည်ခဲ့ရတာအဲ့ဒီလိုစ조사ခဲ့ရမှသာလျှင်ငါလက်ထဲကိုဒီအမရေရောက်လာခဲ့တာကဲရသေးကြီးရေအခုတော့ခမားကိုယ်ထဲမှာရှိသမျှစွမ်းအားတွေအကုန်လုံးကကျုပ်ခန္ဓာကိုယ်ထဲကိုအပြည့်အဝကူးပြောင်းဝင်ရောက်လာတော့မှာပဲဟာဟာအခုဆိုရင်တော့ငါဟာဒီကဘာပေါ်မှာအတောင်တင်းဆုံးပုဂ္ဂိုလ်ကြီးတယောက်ဖြစ်လာတော့မှသိချသွားပြီစွမ်းအားအရှိဆုံးပုဂ္ဂိုလ်ကြီးဖြစ်လာတော့မှဒါပေမဲ့နောက်ထပ်အလိုရှိနေတဲ့နောက်ထပ်တစ်ခုဒီတော့အရာကိုလည်းငါမကြခင်မှာအပြီးအပိုင်းရယူလိုက်အောင်မယ်ဇုံကဝေကြီးရဲ့ရက်ဆက်ကြမ်းတမ်းတဲ့ရီမောတန်တွေနဲ့အတူတသေးကြီးတယောက်မျက်စိရှိမှတင်တကူလုံးကမြေသားအဖြစ်ဖြည်းဖြည်းချင်းပြောင်းလဲသွားကောင်တဲတောင်မြေသမားကြီးတစ်ခုအဖြစ်ကိုအပြေးပိုင်းအသွင်ပြောင်းလဲသွားပါတော့တယ်အဲ့ဒီမြေသားဆန်ကြီးအဖြစ်ပြောင်းလဲသွားတဲ့အလဲဘိုးကနေကြီးမားတဲ့အလင်းဆက်လုံးကြီးတစ်ခုထပ်ပေါ်လာပြီး
ဇောင်းကဝေကြီးရဲ့ကိုခန္ဓာတွေကိုအပြေးအဝသုံးယူဝင်ရောက်သွားပါတော့တယ်။ဟာကြည်စံအခုဆိုရင်အဲ့ဒီရသေးကြီးရဲ့စွမ်းအားတွေအားလုံးကလည်းငါရဲ့လက်ဝဲကိုအရောက်ရောက်လာခဲ့ပြီပဲ။ကဲအခုကစပြီးငါစဉ်းစားကြံစည်ထားတဲ့အရာမှန်သမျှအကုန်လုံးကိုလက်တွေ့အကောင့်အထည်ဖော်ရတော့မယ်။ဇောင်းကဝေကြီးတယောက်အင်မတန်စွမ်းထက်တဲ့မန္တန်တွေကိုတရရွတ်ဆိုလိုက်ပါတော့တယ်။အဲဒီနောက်မှာတော့မျက်စိတမိတ်အတွင်းမှာပဲသူ့ရဲ့ရုပ်သွင်းတန်းဟာရသေးကြီးရဲ့ပုံစံအတိုင်းအပြည့်အဝပြောင်းလဲသွားပြီးအသွင်ယူလိုက်ပါတော့တယ်။ကဲအခုဆိုရင်ငါဟာအဲ့ဒီရသေးကြီးရဲ့ပုံစံကိုအပြည့်အဝအသွင်ပြောင်းနိုင်ပြီပဲ။ဒါကြောင့်မလို့ဘယ်သူကမှငါရဲ့အစစ်မှန်အကြောင်းရင်းကိုသိနိုင်တော့မှာမဟုတ်ဘူး။ငါဟာတကယ်ရသေးကြီးလားဒါမှမဟုတ်ရက်ဆက်တဲ့ဆုံးကဝေးလားဆိုတာကိုဘယ်သူမှခွဲခြားနိုင်စွမ်းရှိတော့မှာမဟုတ်ဘူး။တစ်ဖက်မှာလည်းချမ်ပါကာလေးကိုကယ်တင်မှုအတွက်ရသေးကြီးကိုရှာဖွေနေတဲ့ဘူဘူတယောက်တောင်းထဲမှာတယောက်ထဲအလွန်တရာစိုးရိမ်ပူပန်စွာနဲ့ရှောက်သွားနေပါတော့တယ်။ငါဘယ်လိုလုပ်ရပါမလဲ။အခုချက်ချင်းအဲ့ဒီရသေးကြီးကိုမဖြစ်မနေရှာတွေ့မှာကိုဖြစ်မယ်။ရသေးကြီးဘယ်နေရာတွေများရောက်နေလဲဆိုတာလုံးဝမသိရဘူး။တကယ်လို့များရသေးကြီးသာဘေးရန်ရဲ့တစုံတရာကြုံတွေ့နေရပြီဆိုရင်ချမ်ပါကာလီရဲ့အဲ့ဒီမျက်နှာသွင်းပြင်းစိုးဝါးမှုကိုဘယ်သူကများလာပြီးကုသပေးနိုင်တော့မှလဲ။ငါအမြန်ဆုံးသွားမှဖြစ်မယ်။ဘူဘူတယောက်စိုးရိမ်ပူပန်မှုတွေအပြည့်နဲ့တောထဲမှာဆက်လက်ပြီးအမြန်ဆုံးအပြေးလွှားရှာဖွေနေပါတော့တယ်။မမျှော်လင့်ထားတဲ့အန္တရာယ်ဆိုကြီးတစ်ခုကအစင်းသစ်ဆောင်ဆိုင်နေမှမသိရှာပဲအမှန်တရားကိုရှာဖွေဖို့ကြိုးစားနေတဲ့ဘူဘူတယောက်အတူရောင်ရသေးကြီးနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အလုံးတရာတုံးလုံးဖွေရအခိုက်အတန့်ကိုရောက်လာပါတော့တယ်။တောထဲမှာလမ်းပြောင်းနေတဲ့ဘူဘူရဲ့ရှေးမောက်ကိုအစင်းမှန်ရသေးရောင်ဆောင်ထားတဲ့ရက်ဆက်တဲ့ဆုံးကဝေကြီးကရုတ်တရက်ထွက်ပေါ်လာပါတော့တယ်။အိုးရသေးဘယ်တွေကိုများသွားနေတာလဲရှင်။ကျမရသေးကြီးကိုရှာလိုက်ရတာတော်တော်လေးတောင်မှပင်ပန်းသွားခဲ့ရပါပြီ။ဘယ်နေရာတွေရောက်နေလဲဆိုတာလုံးဝကိုမသိရပဲဖြစ်နေခဲ့တာပါ။ဘူဘူကြီးငါကြားပါတယ်။မင်းဘာအတွက်နဲ့ဒီလောက်တောင်အမောတကောလိုက်ရှာနေတယ်ဆိုတာကိုလည်းငါကြိုတင်သိပြီးသားပါ။အော်ရသေးကြီးကတော့တကယ်ကိုအနန္တဉာဏ်ပညာနဲ့ပြည့်စုံတဲ့အထွတ်အမြတ်ပုဂ္ဂိုလ်ကြီးပါပဲရှင်။တစ်ဖက်သားရဲ့စိတ်ထဲမှာဘာတွေဖြစ်ပျက်နေတယ်ဆိုတာကိုတစ်ချက်ကြည့်ုံနဲ့ချက်ချင်းသိရှိနိုင်စွမ်းရှိတယ်ပေါ့။တကယ်တော့လေကျမရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်တဲ့ချမ်ပါကာလီတယောက်အလွန်တရာဆိုးရွားတဲ့မကောင်းဆိုးဝါးစွာတစ်ခုရဲ့နှောက်ယှက်မှုကိုခံနေရပါတယ်။သူမရဲ့မျက်နှာမှာအရာအားလုံးတစားတစားမဲမောင်ပြီးဆိုးဝါးလာတဲ့အသွင်ပြင်းဖြစ်နေပါတယ်။ဒါကြောင့်သူမကိုအရင်ပုံစံမျိုးနဲ့ပြန်ပြီးဖြစ်လာအောင်ကုသပေးဖို့အတွက်ကျမဘာတွေလုပ်ရမလဲဆိုတာကျေးဇူးပြုပြီးလမ်းညွှန်ပြသပေးပါဦး။ဇုံကဝေကြီးကဘူဘူရဲ့စကားတွေကိုနားထောင်ပြီးနောက်ဘုံမိုဆိုးရတဲ့မာယာညံတွေနဲ့ပြင်းနေနေတဲ့အမိန်ပေးစကားတွေကိုစတင်ပြောဆိုလိုက်ပါတော့တယ်။ဘူဘူမင်းရဲ့တငယ်ချင်းပေါ်ကြားရောက်နေတဲ့ဒီမာယာဆုံးပညာကလုံးဝရိုးရိုးသားမှန်ကိစ္စတစ်ခုမဟုတ်ဘူး။တကယ်၍သာအဲ့ဒီဘေးဒုက္ခဆိုးကြီးကိုအပြည့်အပိုင်ဖယ်ရှားပစ်ခြင်းနဲ့ဆိုရင်တော့မင်းတို့တွေဟာတိမ်တိုက်တွေရဲ့တစ်ဖက်မှာရှိတဲ့မေကောလို့ခေါ်တဲ့ကဘာမြေစီကိုခရီးနှင်ပြီးအဲ့ဒီနေရာကနေဂျီပန်ဆရဘူဒီလို့ခေါ်တဲ့အသက်ရှင်ခြင်းပေးစွမ်းနိုင်တဲ့စင်းမြစ်စွမ်းရင်ကိုမဖြစ်မနေသွားရောက်ရှာဖွေယူဆောင်လာရမယ်။အဲ့ဒီမေကောကဘာကိုရောက်ရှိသွားမှသာလျှင်သူမအပေါ်မှာဖုံးလွှမ်းနေတဲ့မကောင်းတဲ့မော်ပညာတွေအားလုံးလုံးဝကင်းစင်သွားမှာဖြစ်တယ်။ဒါပေမဲ့အဲ့ဒီကိုသွားရမယ့်ခရီးလမ်းကတော့အလွန်တရာမှကိုကြမ်းတမ်းခက်ခဲလာတယ်ဆိုတာကိုတော့မင်းသတိပြုထားပါ။ခရီးလမ်းကဘလောက်ပဲခက်ခဲကြမ်းတမ်းနေပါစေလေ။ကျမရဲ့အချစ်ဆုံးတငယ်ချင်းအတွက်ဆိုရင်ဘယ်လိုအခက်ခဲမျိုးကိုမဆိုရင်ဆိုင်တော်ဖြတ်ဖို့အတွက်ကျမအစင်သစ်မှာပဲရည်တည်ကျမတေချာပေါက်သွားပြီးအဲ့ဒီစိတ်မြေကိုယူဆောင်လာခဲ့ပါမယ်။ကောင်းပြီဒီလိုဆိုရင်လည်းအချိန်မဆွဲတော့ပဲအခုချက်ချင်းထွက်ခွာပြီးတော့ဒါပေမဲ့မသွားခင်မှာဒါဟိုပါအတူတူယူသွားလိုက်စမ်းပါ။ရတိရောင်ဆောင်ထားတဲ့ဆုံးကဝေကြီးကသူ့ရဲ့အိတ်ထဲကနေမော်စွမ်းထက်တဲ့မြေမုံတစ်စုပ်ကိုထုတ်ယူလိုက်ပြီးဘူဘူရဲ့ရှေ့ကိုပေးရလိုက်ပါတော့တယ်။ဆုံးကဝေကြီးကမာယာဆန်ဆန်ရှင်းပြနေတဲ့လက်ညွှန်ချက်တွေကိုဘူဘူကအာယုံဆိုင်ပြီးစိတ်ဝင်စားနားထောင်နေပါတယ်။ဘူဘူဒီမော်မြေမုံတွေကိုယူသွားပါ။မင်းတို့နှစ်ယောက်သားတိမ်တိုက်တွေရဲ့ကဘာစီကိုခရီးဆက်တဲ့အခါမှာရေဦးစွာရေတကွန်ကြီးတစ်ခုရဲ့အနာကိုရောက်သွားရလိမ့်မယ်။အဲ့ဒီရေတကွန်ဆက်ကိုရောက်ရှိတဲ့အခါကျရင်အခုငါပေးလိုက်တဲ့ဒီမြေမုံတွေကိုအဲ့ဒီနေရာမှာပြန်ချလိုက်ပါ။အဲ့ဒီလိုပြန်လိုက်တာနဲ့တပြိုင်နက်ကောင်းကင်ရန်တိမ်တိုက်တွေစီကိုတက်လန်းလို့ရမယ်။မော်လေကားတွေကြီးတစ်ခုထွက်ပေါ်လာတာကိုမင်းတို့မြင်တွေ့ရလိမ့်မယ်။အဲ့ဒီလေကားတွေကြီးရဲ့အကူအညီနဲ့ပဲမင်းတို့တွေဟာတိမ်တိုက်တွေရဲ့ကဘာစီကိုအလွယ်တကူရောက်ရှိသွားကြလိမ့်မယ်။ဟုတ်ကဲ့ပါရသည်ကျမတို့အခုချက်ချင်းသွားပြီးအဲ့ဒီအတိုင်းလှုပ်ဆောင်ပါမယ်။ဘူဘူတယောက်ဇုံကဝေကြီးပေးလိုက်တဲ့မော်မြေမုံတွေကိုယူဆောင်ပြီးတ
တိမ်နဲ့ကဘာစီကိုသွားဖို့အပြေးအလွှာထွက်ခွာသွားခဲ့ပါတော့တယ်။သူမထွက်သွားတာနဲ့တပြိုင်နက်အဲ့ဒီဆုံးကူဝေကြီးဟာတဟားနဲ့ကျေလောင်စွာရှီမောလိုက်ပါတော့တယ်။ဟာဟာတကယ်ကိုမိုက်မဲတဲ့ကောင်မလေးပဲဒီလိုအတူအယောင်လမ်းမကြီးကိုငါညွန်ပြလိုက်တာဟိုတောင်တကယ်ဟုတ်တယ်လို့ယုံကြည်သွားရှာလေးရဲ့တကယ်တော့အဲ့ဒီတိမ်တိုက်တွေရဲ့ကဘာစီကိုသွားတဲ့ဘဲသူမဆိုတခါသွားမိပြီဆိုရင်ဘယ်တော့မှအသက်ရှင်လေးရဲ့ပြန်လှည့်လာနိုင်ကြတာမဟုတ်ဘူးတကယ်လို့သာချမ်းပါကာလီနဲ့ဘူးဘူးတို့နှစ်ယောက်သာတကယ်ပဲတိမ်တိုက်ကဘာကိုရောက်သွားကြမယ်ဆိုရင်တောင်မှအဲ့ဒီမှာရှိတဲ့အစွမ်းထက်လာတဲ့စွမ်းအားတွေအားလုံးကငါရဲ့လက်ဝဲကိုသာအပြီးအပိုင်းရောက်လာတော့မှဖြစ်တယ်ငါတကယ်လိုချင်နေတာကအဲ့ဒီစေးမြင်မဟုတ်ဘူးသူတို့နှစ်ယောက်ရဲ့အသက်စွမ်းရည်တွေပဲဖြစ်တယ်သူတို့ကငါအတွက်အဲ့ဒီနေရာကိုသွားပြီးလမ်းကင်းပေးနေကြတာပဲအသားတစ်ဖက်မှာတော့အိမ်ရဲ့ခန်းထဲမှာချမ်းပါကာလီတယောက်သူမရဲ့ကံကြမ္မာဆိုးကိုတွေးတော့ရင်တယောက်တည်းငိုကြွေးနေရှာပါတော့တယ်အဲ့ဒီချိန်မှာပဲမိခင်ဖြစ်သူဒေဗဂီကသူမရဲ့ခန်းထဲကိုအပြေးအလွှာဝင်ရောက်လာပါတော့တယ်ဟင်ချမ်းပါကာလီသမီးအမေကြားခဲ့ရတာတွေကတကယ်ပဲလားမင်းတကယ်ပဲအဲ့ဒီအသက်ကြီးနေပြီဖြစ်တဲ့တာကူနဲ့လက်ထက်တော့မယ်ဆိုတာတကယ်ပဲလားဟုတ်တယ်အမေကျမအဲ့ဒီစမိန်နာကြီးနဲ့တေချာပေါင်းလက်ထက်တော့မှာပါအဲ့ဒီလိုလက်ထက်ခြင်းအပြင်ကျမရဲ့အဖေစီကနေအပြင်းအဝမြတ်တာတွေနဲ့အသိမဲ့ပြုမှုကိုပြန်လည်ရယူနိုင်လိမ့်မယ်လို့သမီးယုံကြည်တယ်မဟုတ်ဘူးသမီးမင်းလုံးဝဒီလိုမလုပ်ရဘူးအမေမင်းကိုဒီလောက်တောင်အသေးအတန်ချစ်မြတ်နှုံးနေရတဲ့ကြားရကနေမင်းကဘယ်လိုလုပ်ပြီးအဲ့ဒီလိုအသက်အရွယ်ကြီးရင်နေပြီဖြစ်တဲ့လူကြီးတစ်ယောက်နဲ့တွားပြီးလက်ထက်ရရတာလေဒါလုံးဝမဖြစ်နိုင်ဘူးသမီးတကယ်လို့သာမင်းဒီလိုယူသွတ်တဲ့အလုပ်ကိုဆက်ပြီးလုပ်မယ်ဆိုရင်တော့အမေသေးတာကိုအရင်ကြည့်အမေရဲ့အလောင်းကိုကြော်သွားပြီးမှပဲဖြစ်ရလိမ့်မယ်မိခင်ဖြစ်သူရဲ့ရင်ခွဲမတက်တားစင်းကိုကျွေးနေမှုတွေကိုကြားရတဲ့အခါမှာတော့ချမ်းပါကာလီရဲ့ရင်ထဲမှာလည်းပုံမနှဆိုင်စွာနာကျင်သွားရပါတော့တယ်အမေရေကျမကိုခွင့်လွှတ်ပေးပါတော့အမေဘက်ကကျမအပေါ်ပေးထားခဲ့တဲ့မြတ်တာတွေကအလွန်တရာကြီးမားလာတယ်ဆိုတာကိုကျမကောင်းကောင်းသိပါတယ်ဒါပေမဲ့အဖေရဲ့မြတ်တာကိုတခါမှမခံစားဘူးခဲ့ရတဲ့ကျမရဲ့ရင်ထဲမှာဘယ်လောက်တောင်ငတ်မွနေလဲဆိုတာကိုရောအမေသိရလားယင်ကျမအတွက်တော့အဖေရဲ့မြတ်တာကိုရရှိဖို့ကအဓိကအကြဆုံးဖြစ်နေလို့ပါဒါကြောင့်မလို့ဒီလိုအိမ်အောင်ရေးဆုံးဖြတ်ချက်ကိုကျမမဖြစ်မနေလှုပ်ဆောင်ရပါလိမ့်မယ်မဖြစ်ဘူးသမီးမင်းသာအဲ့ဒီလိုမိုင်မဲတဲ့ဆုံးဖြတ်ချက်နဲ့ရှေ့ဆက်သွားမယ်ဆိုရင်တော့အမေဘယ်တော့မှခွင့်မလွတ်နိုင်ဘူးဒီဆက်ဆံရေးကိုအမေဘယ်လို့မှလက်ခံပေးနိုင်မှာမဟုတ်ဘူးမိခင်ဖြစ်သူကဘလောက်ပဲတားဆီးနေပါစေချမ်းပါကာလီတယောက်မိမိရဲ့ဆုံးဖြတ်ချက်ကိုလုံးဝမပြောင်းလဲတော့ပဲမျက်ရည်တွေဝဲနေတဲ့မျက်လုံးစုံနဲ့အိမ်ထဲကနေထွက်ခွာသွားပါတော့တယ်တမီးဖြစ်သူထွက်သွားတာကိုမတားဆီးနိုင်တော့ပဲကြံရစ်ခဲ့တဲ့မိခင်ဖြစ်သူလည်းမြေပြင်ပေါ်မှာထိုင်ချလျက်အလွန်တရာဝမ်းနဲ့ပူဆွေးစွာနဲ့အော်ဟစ်ငိုကြွေးနေမိပါတော့တယ်။အိုးဖယားသခင်ကျမရဲ့ဘဝမှာဒီလိုမျိုးဝမ်းနည်းစရာကောင်းတဲ့နေ့ရက်မျိုးဘာလို့များရရက်ဆက်ဆက်ဖန်တီးပေးရတာလဲ။နှစ်ပေါင်းများစွာတိုင်အောင်ကိုယ့်ရဲ့ရင်သွေးလေးနဲ့ကွဲကွာနေခဲ့ရပြီးအခုမှအတူတူပြန်လဲစုံစည်းခွင့်ရတော့မှလေဒီအချိန်မှကျမရဲ့ရေဒနာလေးရဲ့ကံကြမ္မာတွေကိုဘယ်လိုရရက်ဆက်ဆက်တွေများရှိသားဖန်တီးထားခဲ့ရတာလဲငွေကြေးတွေအများကြီးချမ်းသာတယ်ဆိုပေမဲ့အကျင့်စာရိတ္တမကောင်းတဲ့အဲ့ဒီလိုလူယုံမာကြီးနဲ့သွားပြီးလက်ထက်ရမယ်ကံတရားမျိုးဘာလို့များပေးရတာလဲကျမရဲ့သမီးလေးကိုဘယ်လိုနီးနေများဒီလိုဆိုးရွားတဲ့အိမ်အောင်ရေးကြီးတွေကနေကေတင်ရပါမလဲရှင်မိခင်ဖြစ်သူဒေဗဂီတယောက်အလွန်မဲဝမ်းနဲ့ပူဆွေးနေချိန်မှာပဲအိမ်ရဲ့ဝင်ဝတကားနားမှာချောင်းမြောင်းနားထောင်နေတဲ့ဒါမီနီကတော့သူမရဲ့အောင်မြင်သွားတဲ့ဇလန်အတွက်အင်မတန်ကျေနဲ့အားရစွာမထီမဲ့မြင်ရှိမောလိုက်ပါတော့တယ်ဟိုမှာတော့အမကြီးတယောက်သူ့ရဲ့သမီးလေးအတွက်မျက်ရည်တွေကျပြီးတနာစီအောင်ဟိုကျွေးနေရှာလီရဲ့ဒါပေမဲ့အဲ့ဒီမိမကြီးကဘယ်လိုလုပ်ပြီးသိနိုင်မှာလဲဒီကောင်မလေးကိုအဲ့ဒီလိုအညာတရအခြေအနေဆိုးကြီးတဲ့ရောက်သွားအောင်စီစဉ်ပေးခဲ့တာကတခြားသူမဟုတ်ဘူးငါကိုယ်တိုင်ဖြစ်တယ်ဆိုတာကိုလေဟိုမိမကြီးကတော့ငိုနေလိမ့်ဦးမေဒါပေမဲ့အဲ့ဒီလိုအလုသမားလိုခိုင်းစေခံရတဲ့သမီးလေးရဲ့ကံကြမ္မာကတော့အခုချိန်မှာလုံးဝကိုငါရဲ့လက်ချောင်းလေးတွေအညွန်တိုင်းပဲလဲပတ်နေရပြီလေအခုဆိုရင်သူမငါတွေးထားတဲ့အတိုင်းပဲအတိအကျရှောက်လန်းနေရတော့မှာပဲသူမရှေ့ဆက်ရမယ်လမ်းကြောင်းဘသူကမှလုံးဝလာပြီးတားဆီးနိုင်စွမ်းရှိတော့မှာမဟုတ်ဘူးသူသမီးလေးကအခုတော့ငါလက်ခုပ်ထဲအားရှိပဲဒါမီနီတယောက်အဲ့ဒီနေရာကနေကျင်းတဲ့အားရစွာနဲ့ထွက်ခွာသွားခဲ့ပြီးတဲ့နောက်တစ်ဖက်မှာတော့ဇွန်ကီဟာအလွန်တရာစိတ်ညစ်ညူးစွာနဲ့အခန်းထဲမှာတယောက်တည်းထိုင်နေရှာပါတယ်ငါအခုဘသူစီသွားပြီးတော့တိုင်ပင်ရမလဲအခုချိန်မှာ
ငါမေမေကြီးစီကိုသွားပြီးတော့ပဲစကားပြောကြည့်တင်နေဘလို့ပဲဖြစ်ဖြစ်မေမေကြီးကတော့ငါရဲ့ဒုက္ခတွေကိုနားလေပြီးနိုင်မှာပါတကယ်တော့ငါရဲ့အမေရင်းဆိုတဲ့သူဟာတောင်မှငါ့ကိုဘယ်တော့မှချစ်ချစ်ခင်ခင်နဲ့စကားကောင်းကောင်းပြောဆိုဘူးတာမဟုတ်ဘူးမေမေကြီးအနေနဲ့တော့ငါရင်ထဲမှာဘလောက်တောင်ခံစားနေရတယ်ဆိုတာတွေကိုနားလည်နိုင်မှာပဲအမေကတော့ဘလို့မှငါ့ကိုနားလည်နိုင်မှာမဟုတ်ဘူးအဲ့ဒီစားမေမေကြီးကပဲငါ့ရဲ့ခံစားချက်တွေကိုပို့ပြီးနားလည်ပြီးနိုင်လိမ့်မယ်သိကြတယ်ဇုံကြီးတယောက်တွေးတော်ရင်းနဲ့ပဲအလွန်တရာစိုးရိမ်ပူပန်နေစိမ့်နဲ့မေမေကြီးတပကီရှိရာစီကိုထွက်ခွာသွားပါတော့တယ်မေမေကြီးသမီးနဲ့ခဏလောက်အရေးကြီးတဲ့ကိစ္စပြောစရာရှိနေလို့သမီးရဲ့စကားကိုနားထောင်ပေးပါလားယင်တပကီကလည်းသူမရဲ့သမီးဖြစ်သူချမ်းပါကာလီကိစ္စနဲ့စိတ်ညစ်ညူးနေတဲ့အတွက်စိတ်မရှိတဲ့ပုံစံနဲ့ပြန်ပြောလိုက်တယ်ဇုံကြီးဒီမှာအခုအဲ့ဒီလိုအလကားအတိတ်ပဲမရှိတဲ့ကိစ္စတွေကိုထိုင်ပြီးနားထောင်ပေးဖို့အချိန်မရှိတော့ဘူးကဲပါတွားစမ်းပါငါ့ကိုတယောက်တည်းအေးအေးဆေးဆေးနေခွင့်ပေးပြီးဒီကနေထွက်သွားစမ်းပါဟုတ်ဒါပေမဲ့မေမေကြီးရေသမီးပြောမယ့်ကိစ္စသိတ်ကိုအရေးကြီးလို့ပါကျေးဇူးပြုပြီးနင်းနေလောက်ကဲဇွန်ကြီးငါပြောနေတာကိုမကြောက်ဘူးလားအခုချိန်မှာဘယ်တော့မှစကားပြောခြင်းစိတ်မရှိဘူးလို့ပြောနေတယ်မလားထွက်သွားစမ်းငါ့ကိုတယောက်တည်းအေးအေးဆေးဆေးနေခွင့်ပေးစမ်းပါဒေဝကီစီကနေအဲ့ဒီလိုကြမ်းတဲ့ညင်းပယ်မှုကိုခံလိုက်ရတဲ့အခါမှာတော့ဇုံကြီးတယောက်မျက်ရည်စက်လက်နဲ့စိတ်ပြက်လက်ပြက်ထွက်သွားပါတော့တယ်ဇုံကြီးဟာသူ့ရဲ့ကံကြမ္မာကိုတွေးတော်ရင်ရင်ခွဲမတက်ငိုကြွေးညှိတွားလိုက်ပါတော့တယ်တကယ်တော့အရင်တုန်းကဆိုရင်မေမေကြီးကပဲငါ့ကိုအချစ်ဆုံးပဲသူကအမြဲတမ်းငါ့အပေါ်မှာအကတိတရားကင်ကင်ချစ်ပြနေတတ်တာဒါပေမဲ့အခုတော့ငါ့ကိုဘယ်သူမှလည်းမချစ်ကြတော့ဘူးဆိုတာကိုသဘောပေါက်လိုက်ရပါပြီမေမေကြီးတောင်မှအခုချိန်မှာချမ်ပါကာလီအမရဲ့အကြောင်းကိုပဲအမြဲတမ်းဦးစားပေးပြီးစဉ်းစားနေတော့တာငါရဲ့အကြောင်းကိုတော့ဘယ်သူမှတစ်ချက်ကလေးတောင်မှလှည့်ပြီးမတွေးပေးကြဘူးငါအသက်ရှင်နေတာပဲဖြစ်ဖြစ်တည်သွားတာပဲဖြစ်ဖြစ်ဘယ်သူအတွက်မှဘာမှအရေးမပါတော့ဘူးပေါ့လေဘာလို့ငါရဲ့ဘဝမှာဒီလောက်တောင်ဆိုးရွားတဲ့ဒုက္ခတွေနဲ့ကြုံတွေ့နေရတာလဲငါ့ကိုမေတ္တာပေးရမယ်မိခင်အားတောင်မှငါရဲ့စကားကိုလုံးဝနားမထောင်ပေးခဲ့ဘူးအခုတော့မေမေကြီးကိုယ်တိုင်ကပါငါ့ကိုဒီလိုမျိုးရရက်ဆက်ဆက်နှင်ထုတ်ပြစ်ခဲ့ပြီပေါ့စကီတယောက်ဝမ်းနေလုံးလုံးမျက်ရည်တွေစက်တိုက်စီးကြနေချိန်မှာပဲအဲ့ဒီနေရာကိုသူ့ရဲ့မေဖြစ်သူဒါမီနီကရောက်လာပါတော့တယ်ဟင်သမီးလေးစွန်ကီဘာဖြစ်လို့ဒီလောက်တောင်ရင်ခွဲမတက်ငိုကြွေးနေရတာလဲမင်းကငါ့ရဲ့ရင်သွေးပါငါအခုတွေ့နေရတာဒီရက်ပိုင်းအတွင်းမင်းကအလုံးတရာစိတ်ညစ်ပြီးစွန့်ရင်ပူပန်နေတဲ့ပုံပဲဘာတွေများဖြစ်လို့လဲအမေကိုရင်ဖွင့်စမ်းပါကွယ်ဟုတ်ကျမငိုတာအမေနဲ့ဘာမှမဆိုင်ပါဘူးကျမသေးတာရှင်နာကရောအမေအတွက်ဘယ်လိုလုပ်ပြီးအရေးပါမှာလဲအမြဲတမ်းအမေတို့ရောအကုန်လုံးကအမချမ်းပါကာလီအကြောင်းကိုပဲစိတ်ဝင်စားနေကြတာကျမတို့တော့ဘယ်တုန်းကမှအလေးမထားခဲ့ပါဘူးဒါမီနီကဇုံကီရဲ့စိတ်ကိုဆွဲဆောင်နိုင်မှုအတွက်ချိုးသားတဲ့လေတံနဲ့ချော်မော်ပြောဆိုလိုက်ပါတော့တယ်အိုးသမီးလေးရေအမေလုပ်သမျှအားလုံးကမင်းတယောက်အတွက်ပဲတခြားဘသူအတွက်မှမရှိဘူးကဲအခုအမေကိုအမှန်တိုင်းပြောပြစမ်းပါမင်းရဲ့ရင်ထဲမှာဘာတွေဖြစ်နေလဲဆိုတာအမေတေချာပေါက်ကူညီပေးမယ်ဟိုလေအဲ့ဒီဇမိနာရဲ့သားဖြစ်တဲ့ဝီဂရန်ကလေဟိုတနေ့ကအမချမ်ပါကာလီရဲ့မင်္ဂလာပွဲအထိမ်းအမှတ်အခမ်းအနားကိုရောက်လာတော့ကဟိုမွေးနေ့ပွဲကိုပြောတာအဲ့ဒီနေ့တုန်းကသူကကျမနဲ့အလွန်တရာလှပတဲ့အတန်မျိုးရိုသေလေးစားစွာနဲ့ကျမကိုချစ်တဲ့ကြိုက်တဲ့အကြောင်းလိုမျိုးသဘောထားပြီးပြောလာခဲ့ဘူးတယ်ပြီးတော့မနေ့တုန်းကလည်းကျမတယောက်တည်းမြေကဘာဘေးမှာထိုင်ပြီးငိုနေတဲ့အချိန်မှာဝီဂရန်ရုတ်တရက်ရောက်လာပြီးကျမရဲ့မျက်ရည်တွေကိုတုပ်ပေးပြီးတော့နှစ်သိမ့်စကားတွေပြောဆိုပေးခဲ့တယ်အမေကျမထင်တယ်အဲ့ဒီဝီဂရန်ကကျမကိုတကယ်ပဲသဘောကျနှစ်သက်နေပြီထင်တယ်ပြီးတော့တကယ်ပြောရမယ်ဆိုရင်လေကျမကိုယ်တိုင်ကလည်းဝီဂရန်ကိုအလွန်တရာမှကိုနှစ်သက်သဘောကျနေမိပါပြီဇွန်ကီရဲ့အဲ့ဒီစကားသံတွေကိုကြားလိုက်ရတဲ့အခါမှာတော့ဒါမီနီတယောက်အံ့ဩဝမ်းသာသွားပြီးချက်ချင်းပဲသူမရဲ့မာယာလဲကွက်ကိုစတင်ပေါ်ထုတ်လိုက်ပါတော့တယ်ဟင်တကယ်ပဲလားဇွန်ကီနင်ပြောတာတကယ်ဟုတ်လို့လားဒါကတော့လုံးဝကိုအကောင်းဆုံးနဲ့အပျော်ရဆုံးသတင်းကောင်းတစ်ခုပဲငါကိုယ်တိုင်လည်းရှင်ထဲမှာဒီလိုမျိုးဖြစ်လာဖို့အတွက်အမြဲတမ်းဆန္ဒပြုနေခဲ့တာပါအဲ့ဒီဝီဂရန်ဆိုတဲ့ကောင်လေးကိုသာမင်းရဲ့မာယာပိုက်ကုန်ထဲမှာအမိအယဖန်ဆွဲထားနိုင်မယ်ဆိုရင်မင်းဘဝအတွက်အရာရာအောင်မြင်သွားပြီပဲသူကဒီဒေသတစ်ခုလုံးမှာအချမ်းသာဆုံးနဲ့အာနာအရှိဆုံးဇမိန်နာကြီးရဲ့တူးဒီသောအမွေစက္ကန့်ပဲတားရင်လေသူ့မှာရွှေငွေဥစ္စာနဲ့ပစ္စည်းဥစ္စာတွေဆိုတာဘယ်တော့မှမရှာဘူးပြီးတော့အဲ့ဒီကောင်လေးရဲ့စိတ်နေသဘောထားကလည်းရွှေလိုပဲစင်ကြယ်ပြီးတန်ရှင်းနေသူတစ်ယောက်ဖြစ်တယ်
တကယ်ပဲလားအမေကျမရဲ့ဘဝမှာဒီလိုမျိုးဆုံးဖြတ်ချက်မျိုးချမှတ်လိုက်တာ哦အမေကပထမဆုံးအကြိမ်ဖြစ်နေအခုလိုဝမ်းမြောက်ဝမ်းသာလက်ခံအားပေးလိမ့်မယ်လို့ကျမတခါမှမထင်ထားခဲ့ဘူး။အိုးသမီးရေငါကညီးကိုဝမ်းနဲ့လွဲပြီးမွေးထားတဲ့အမေရင်ပဲအမြဲတမ်းညီးကိုကောင်းစေချင်တာပေါ့ကွယ်။ဒီမှာကြည့်အဲ့ဒီဒေးဗစ်ဂီဆိုတဲ့မိန်းမကြီးကဒီအိမ်မှာမင်းကိုဘယ်တော့မှသမီးတယောက်လုံးမဆက်ဆံပဲအမြဲတမ်းအစေခံကြုံတယောက်လိုဆက်ဆံပြီးနှိမ့်ဆက်ခဲ့တာလေ။အဲ့ဒါကိုအမေအကောင်းဆုံးသိတယ်။ဒါပေမဲ့အမေကတော့မင်းကိုမွေးထားတဲ့အမေကိုအမြဲတမ်းမင်းအတွက်အကောင်းဆုံးကိုပဲအမြဲတမ်းလိုလားနေတဲ့သူလေတကယ်လို့သာအဲ့ဒီကန်ဆိုးမိုးမောင်ကြနေတဲ့ချမ်ဘာကာလီသာဝီဂရန်နောက်ကိုဆက်ပြီးလိုက်နေမယ်ဆိုရင်တော့သူမတစ်သက်လုံးဒီအိမ်ရဲ့အစေခံလိုပဲနေသွားရလိမ့်မယ်ဒါပေမဲ့မင်းကတော့အဲ့ဒီလိုမဖြစ်ရဘူးမင်းအခုချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်ကတကယ်ကိုမှန်ကန်တိကျတဲ့ဆုံးဖြတ်ချက်ပဲအခုကြည့်နေလိုက်စမ်းပါအမေအဲ့ဒီချမ်ဘာကာလီကိုအသက်ကြီးပြီးရုံမာတဲ့တာကူတထေးကြီးလက်ထဲကိုအမြန်ဆုံးပို့ဆောင်ပေးပြီးကြီးကိုတော့ဝီဂရန်ရဲ့တခင်မအဖြစ်နဲ့တေးသေးချာချာဖန်တီးပေးမယ်ဒါပေမဲ့အမေမနေ့တုန်းကတော့ဝီဂရန်ကကျမကိုကောင်းကောင်းတောင်စကားမပြောဘဲနဲ့လစ်လူရှုသွားခဲ့တယ်လေဟေးဇွန်ကီအဲ့ဒါကိုဘာမှမပူပါနဲ့သူကအဲ့ဒီအချိန်တုန်းကစိတ်နှောက်ယှက်ဖြစ်စရာတွေနဲ့မလို့မင်းကိုချက်ချင်းစကားမပြောနိုင်ခဲ့တာဖြစ်မှာပေါ့ဒါပေမဲ့သိချပါတယ်မင်းပေါ်မှာသူ့ရဲ့ရင်ထဲကနေတကယ်ပဲချင်းမြတ်နှုံးနေတာဖြစ်မှာပါဇွန်ကီရဲ့စိတ်ကိုအစိတ်ခတ်ပြီးလမ်းမပေါ်ရအောင်တွန်းပို့လိုက်တဲ့ဒါမီနီဟာလည်းအောင်မြင်သူရဲ့အပြုံးနဲ့အတူဆက်လက်ပြောဆိုနေပါတော့တယ်အခုတော့မင်းကအဲ့ဒီဝီဂရန်ရဲ့နှလုံးသားထဲမှာနေရာတစ်ခုကိုတေးသေးချာချာဖန်တီးပြီးသားဖြစ်သွားခဲ့ပြီလေကဲအခုကြည့်နေလိုက်စမ်းပါမင်းရဲ့အမေရင်ကမင်းကိုဘယ်လိုအခွင့်အရေးမျိုးကြီးကိုပေးမလဲဆိုတာအခုတော့ငါရဲ့အကြံစီတွေအားလုံးကတပြေးပြေးချင်းတဆင်ပြီးတဆင်အထားမြောင်နေပြီဒါမီနီတယောက်ကျင်းတဲ့အားရစွာနဲ့မထီမဲ့မြင်ကြီးမောရင်အဲ့ဒီနေရာကနေထွက်ခွာသွားခဲ့ပါတော့တယ်သူမထွက်သွားတာကိုကြည့်ပြီးဇုံကြီးတယောက်လည်းရင်ထဲမှာမျောလင်းချက်တွေအပြည့်နဲ့ပြောင်းရွှင်လာပါတော့တယ်တကယ်တော့အရင်တုန်းကဆိုရင်ဘယ်တော့မှအမေကငါ့ကိုအခုလိုမျိုးအလိုလိုက်ပြီးအားပေးခဲ့ဘူးတာမဟုတ်ဘူးဒါပေမဲ့ဒီနေ့တော့အမေကငါ့ဘက်မှာအပြည့်အဝရက်တည်ပြီးကူညီပေးမယ်လို့ကတိပေးခဲ့ပြီးအဲ့ဒီတော့ငါတေချာပေါ့ဝီဂရန်ကိုငါ့ရဲ့ဘဝလက်တွဲပေါ်ဖြစ်လာအောင်အမိအရာဖမ်းဆွဲထားရမယ်ဇုံကြီးတယောက်ပျော်ရွှင်နေတဲ့မျက်နှာနဲ့အဲ့ဒီနေရာကနေထွက်ခွာသွားခဲ့ပြီးတဲ့နောက်အခြားတစ်ဖက်မှာလည်းချမ်ဘာကာလီကြောင့်ရှင်နာပြီးဒေါသထွက်နေတဲ့ဝီဂရန်ဟာသူ့ရဲ့အိမ်တော်ထဲကိုပြန်ရောက်လာပါတော့တယ်မာယာရီနဲ့ပန်တီးထားတဲ့ကြံစည်ချက်တွေအထားမြောက်သွားပြီးနောက်အခြားတစ်ဖက်မှာလည်းနှလုံးသားတွေကွဲစီကအချစ်ကိုဆွလွန်လာရတဲ့ဝီဂရန်ဟာသူ့ရဲ့အိမ်စီဒေါသတကြီးနဲ့ပြန်ရောက်လာခဲ့တယ်ဝီဂရန်မင်းဘယ်ရီကိုရှောက်သွားနေရလဲငါမင်းကိုဘယ်နှခါတားမြစ်ထားရမလဲအဲ့ဒီအကျဉ်းပြတ်နေတဲ့ချမ်ဘာကာလီရဲ့အိမ်ဘက်လုံးဝမသွားနေလို့ငါအတီးအလင်းပြောထားတယ်မဟုတ်လားအခုဘာလို့ငါစကားကိုနားမထောင်ပဲအဲ့ဒီဘက်ကိုထပ်ပြီးရောက်သွားရတာလဲအဲ့ဒီချိန်မှာဝီဂရန်ရဲ့မိခင်ဖြစ်သူယုံမနီကလည်းတားဖြစ်သူဘက်ကနေချောင်းဝင်ကာကွယ်ပေးဖို့အတွက်အမြန်ဆုံးဝင်ရောက်ပြောဆိုလိုက်ပါတော့တယ်ရှင်းရလေတကယ်ပါပဲကျမတို့ရဲ့သားလေးကိုအဲ့ဒီလိုအချိန်တိုင်းလိုက်ပြီးရန်ရှာနေတာကိုရပ်လိုက်စမ်းပါသူကသူ့တငယ်ချင်းတွေနဲ့အတူခဏသွားတာဖြစ်မှာပေါ့ပြီးတော့ကျမအရှင်းကိုတခုပြောစရာရှိတာကိုမေ့သွားတယ်ဘာကိုမေ့သွားတာလဲပြောစရာရှိတာအခုမြန်မြန်ပြောစမ်းအော်တခြားတော့မဟုတ်ပါဘူးရှင်ကျမတို့ရဲ့တာဝီဂရန်အတွက်မင်္ဂလာဆောင်မဲ့ရက်ကိုပရောဟိတ်ကြီးတွေစီကနေတိတိချာချာတွက်ချက်ပြီးအတိအကျယူလာခဲ့ပြီးပြီလေလာမေလာရဲ့17ရက်နေ့မှာဝီဂရန်ကိုကျမတို့ရွေးချယ်ပေးမဲ့တယောက်ယောက်နဲ့မင်္ဂလာဆောင်ပေးရမယ်သူတို့ရဲ့လက်ထက်မင်္ဂလာပွဲကြီးကိုကြီးကျယ်ခမ်းနားစွာနဲ့ကျင်းပပြုလုပ်ပေးသွားမှာပါအဖေတို့အမေတို့ဒီမင်္ဂလာပွဲရဲ့အတွက်အပြည့်အဝအဆင်သင့်ဖြစ်နေပြီဆိုရင်ကျွန်တော်လည်းအဆင်သင့်ဖြစ်ပါပြီအဖေတို့သဘောကျနှစ်သက်တဲ့ဘယ်မိန်းကလေးနဲ့မဆိုဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်နေ့မှာပဲဖြစ်ဖြစ်ကျွန်တော်အဲ့ဒီလက်ထက်ပွဲကိုတသွေးမတိတ်လက်ခံပြီးအိမ်အောင်ပြုတ်ကိုအဆင်သင့်ပါပဲဟာဟာဒါမှတကယ်ယောက်ျားကောင်းတစ်ယောက်ရဲ့စကားပဲမင်းငါစကားကိုအပြည့်အဝလက်ခံပြီပေါ့ဒါဆိုရင်တော့မင်းကတကယ်ကိုငါရဲ့သွေးသားရင်းချစစ်မှန်တဲ့သားရင်းဖြစ်တယ်ဆိုတာကိုငါယုံကြည်သွားပြီကဲဒီနေ့တော့ငါအလွန်တရာမှကိုဝမ်းသာပြီးဖြစ်မိတယ်ဘာခင်ဖြစ်သူဟာကျင်းတဲ့အားရစွာနဲ့ရီမောရင်အဲ့ဒီနေရာကနေထွက်ခွာသွားခဲ့ပါတော့တယ်မိခင်ဖြစ်သူကတော့ရုတ်တရက်ပြောင်းလဲသွားတဲ့သားဖြစ်သူရဲ့အပြုအမူတွေကြောင့်အလွန်တရာအံ့ဩတုန်လှုပ်သွားပြီးအနားကိုရောက်လာပါတော့တယ်သားဝီဂရန်မင်းအခုဘယ်လိုစကားမျိုးတွေကိုပြောလိုက်တာလဲအစတုန်းကတော့မင်းကတခြားမိန်းကလေးတစ်ယောက်ကိုအသေးအတန်ချင်းမြတ်နှုံးနေခဲ့တာမဟုတ်ဘူးလားပြီးတော့မနေ့ကတော့မှအဲ့ဒီကောင်မလေးနဲ့တွားပြီးစကားပြောခဲ့သေးတယ်လေအဲ့ဒီလိုအချိန်ကြီးကနေအခုဘာလို့ရုတ်တရက်ကြီးမင်းဖေရဲ့သဘောအတိုင်းအလိုလိုနေရင်တခြားတစ်ယောက်နဲ့လက်ထပ်ဖို့အတွက်ချက်ချင်းသဘောတူလိုက်ရတာလေဘာတွေဖြစ်ကုန်တာလဲသား
အမေကျွန်တော်ဆုံးဖြတ်ပြီးသမျှဆုံးဖြတ်ချက်ကတော့ဘာမှဆက်ပြီးပြောစရာမလိုတော့အောင်ဆုံးဖြတ်ပြီးသွားပါပြီအမေထပ်ပြီးမပြောပါနဲ့တော့ကျွန်တော်အဖေရဲ့ဆန္ဒအတိုင်းအဖေသဘောကျတဲ့မိန်းကလေးနဲ့ပဲလက်ထပ်မယ်ပြီးတော့အရင်တော့ကျွန်တော်ချစ်ခဲ့ဘူးတဲ့အဲ့ဒီမိန်းကလေးနဲ့ပတ်သက်ပြီးတော့လေဘာမှထပ်ပြီးမပြောချင်တော့သလိုဘယ်တော့မှလည်းထပ်ပြီးမတွေ့ချင်တော့ဘူးအဲ့ဒီအကြောင်းကိုလေအမေထပ်ပြီးမပြောပါနဲ့တော့ကျွန်တော်မေးခွန်းတွေထပ်ပြီးမထုတ်ပါနဲ့တော့ဝီဂရန်တယောက်ပြင်းထန်တဲ့ဒေါသနဲ့အတူအဲ့ဒီနေရာကနေထွက်သွားပါတော့တယ်အမလီဖယားကြီးငါသားလေးမှာတကယ်ပဲဘာတွေဖြုတ်သွားခဲ့တာလေဘယ်လိုမိန်းကလေးအများငါရဲ့သားလေးကိုဒီလောက်တောင်ရှင်ကွဲနာကြောက်စေခဲ့တာလေဘယ်လောက်တောင်ရက်ဆက်တဲ့ကောင်မလေးဖြစ်လိမ့်မလဲဘယ်တော့မှဘယ်လိုအကြောင်းနဲ့မှအဲ့ဒီမိန်းကလေးကိုငါလုံးဝခွင့်မလွန်နိုင်ဘူးမိခင်ဖြစ်သူဟာသားဖြစ်သူအတွက်အလွန်တရာစိတ်မကောင်းဖြစ်ကညှိတွားနေမိပါတော့တယ်ငါရဲ့သားလေးဝီဂရန်ဟာတကယ်ကိုစိတ်နေသဘောထားအလွန်တရာကောင်းမွန်တဲ့သူတစ်ယောက်ပါသူဟာတစ်သက်လုံးတခါမှပရွက်စိတ်တကောင်ဒါမှမဟုတ်ကျိုင်းကောင်လေးတကောင်တောင်မှအနာတရားဖြစ်အောင်လုပ်ပူသူမဟုတ်ပါဘူးဒီလောက်ထိတန့်စင်ပြီးရိုးသားတဲ့ငါရဲ့သားလေးကိုဘယ်လိုရှုံမာတဲ့မိန်းကလေးအများဒီလောက်တောင်ရှင်ကွဲနာကြအောင်ရက်ဆက်ခဲ့ရတာလေအခုတော့သူ့ရဲ့အနာဂတ်တစ်ခုလုံးကိုမတိကျွမ်းတဲ့အိမ်အောင်ကြီးအမောင်ထဲမှာပိတ်မိသွားအောင်အထိသူကိုယ်တိုင်လက်ခံလိုက်ရပြီငါဘာလုပ်ရမလဲငါရဲ့သားလေးရဲ့အတွက်ဘာမှကူညီပေးလို့မရတော့ဘူးလားဒါပေမဲ့ငါသားရဲ့နှလုံးသားကိုဒီလောက်တောင်ရရဆက်ဆက်ဒဏ်ရာပေးခဲ့တဲ့အဲ့ဒီမိန်းကလေးကိုတော့ငါပဲတော့မှခွင့်မလွတ်ဘူးအချိန်တွေကုန်လွန်လာတဲ့အမျှညဘက်ကိုရောက်လာခဲ့ပြီးအခြားတစ်ဖက်မှာတော့ကံကြမ္မာရဲ့ရက်ဆက်တဲ့အစီအမံကြောင့်ချမ်ပါကာလေးရဲ့မျက်နှာပြင်တစ်ခုလုံးဟာတစားတဲ့တစားပုံမမင်းမောင်ရုပ်ဆိုးလာပါတော့တယ်မောင်မိုက်နေတဲ့ခန်းထဲမှာတင်းမုံမြင့်ကိုကြည့်လိုက်မိတဲ့ချမ်ပါကာလေးတယောက်သူမရဲ့မျက်နှာပြင်အခြေအနေကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့အလိုတရာတုံ့လုံချောက်ချသွားပါတော့တယ်အမလီဖယားကြီးဒါဘလို့ဖြစ်ရတာလေငါရဲ့မျက်နှာတစ်ခုလုံးဘာလို့ဒီလောက်တော့အမဲဆက်တွေပိုထွက်လာပြီးရုပ်ဆိုးလာရတာလေမဟုတ်ရဘူးလုံးဝမဖြစ်နိုင်ဘူးငါမျက်နှာဒီလောက်တော့အကြီးတန်းမင်းမောင်သွားစီရအကြောင်းမရှိပါဘူးအမေဖယားကျမဘာများဆက်လို့ရတော့မှလေအစတုန်းကတော့ဒီအမဲဆက်တွေကအချိန်ကြာလာတာနဲ့အမျှအလိုလိုပြောက်ွယ်သွားလိမ့်မယ်လို့ထင်ထားခဲ့တာဒါပေမဲ့အခုတော့အရင်အတက်စားရင်ပိုပြီးတော့အစပေါင်းများစွာဆွေးရွားလာနေပါပြီချမ်ပါကာလီတယောက်ကြောက်လန့်တကြားနဲ့အဝိငိုကျွေးနေချိန်မှာပဲအဲ့ဒီခန်းထဲကိုပူပြေးလွှားလျှောက်လာပါတော့တယ်ချမ်ပါကာလီနင်တကယ်ပဲဒီကိုရောက်နေတာလားဟင်နင်ရဲ့မျက်နှာကိုကြည့်စမ်းမအောင်ဘလို့ဖြစ်ပြီးဒီလောက်တောင်စိုးစိုးရွားရွားမင်းမောင်ပျက်စီးသွားရတာလေပူနင်ရောက်လာတော့တော်သေးတာပေါ့ဟိုဒီမှာငါရဲ့မျက်နှာကိုတိတိကျကျကြည့်စမ်းမအောင်ဘလို့လုပ်ပြီးငါမျက်နှာဒီလောက်အထိအကြီးတန်းမင်းမောင်လာရတာလေငါဒီလိုရုပ်ဆိုးဆိုးကြီးနဲ့ဘလို့လုပ်ပြီးတစ်သက်လုံးအသက်ရှင်နေတိုင်းသွားရတော့မှလေပြီးတော့ငါမနေရလေဝီဂရန်ရဲ့ရှေ့မှာရဲဆက်စကားတွေကိုထက်ပြောပြီးသူ့ရဲ့နှလုံးသားကိုထက်ခါနာကျင်အောင်လုံးမိခဲ့ပြန်ပြီဘူးရဲ့ငါဘဝကတော့လုံးဝကိုပြက်စီးသွားပါပြီငါဘာလို့ရတော့မလဲသူမရဲ့မဲမောင်ရုပ်ဆိုးလာတဲ့မျက်နှာကိုကြည့်ရင်စိတ်နှလုံးသားတွေကွဲကြည့်နေချိန်မှာပဲတစားရှိလာတဲ့တငယ်ချင်းဖြစ်သူဘူးကမျောလင်းချက်ရောင်ကြီးတဲ့တစ်ခုကိုတည်ဆောင်လာပြီးအားပေးနှစ်သိမ့်ပေးနေအခန်းတန်းကိုရောက်ရှိလာပါတော့တယ်ငါရဲ့အမီနဲ့ဝီဂရန်သူတို့နှစ်ယောက်စလုံးအပေါ်မှာငါအလွန်တရာမှကိုမှားယွင်းတဲ့လုပ်ရက်တွေလုံးမိခဲ့ပြီးသူတို့ရဲ့ရှင်ဘက်တွေကိုငါအနာတရားဖြစ်စေခဲ့မိပြီးသူတို့ကိုစိတ်တရားပေးခဲ့မိပြီးမျက်ရည်ဆက်လက်နဲ့ငိုကြွေးနေတဲ့ချမ်ပါကာလီကိုဘူးကနားလေစာနာတဲ့လေတန်းနဲ့နှစ်သိမ့်ပြောဆိုလိုက်ပါတော့တယ်ချမ်ပါကာလီအဲ့ဒီအတိတ်ကအမားတွေကိုအခုချိန်မှာစက်ပြီးတွေးတောနေလို့ဘာမှအကျိုးမရှိတော့ဘူးအဲ့ဓာတွေအားလုံးကိုမေ့ပစ်လိုက်စမ်းပါအဲ့ဓာတွေထက်ငါရဲ့စကားကိုနားထောင်စမ်းပါငါအခုလေးတင်ပဲရသေးကြီးနဲ့သွားပြီးတွေ့ဆုံခဲ့တယ်လေအမှန်တကယ်တော့ရသေးကြီးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့သူကတခြားသူမဟုတ်ဘူးအဲ့ဒီရက်ဆက်ရုံမာတဲ့စွန့်ကဝေကြီးကိုယ်တိုင်ပဲဖြစ်နေတယ်ဒါပေမဲ့တော်သေးတာပေါ့ရသေးကြီးကအဲ့ဒီလူယုံမာတွေရဲ့လက်ထဲကနေလွတ်မြောက်လာနိုင်ခဲ့ပြီးငါတို့အတွက်မှန်ကန်တဲ့ခရီးလမ်းကိုလမ်းညွှန်ပြသပေးခဲ့ပြီးဘူးကဆက်လက်ပြီးအလုံးတရာအရေးကြီးတဲ့လမ်းညွှန်ချက်တွေကိုစိတ်လုံရှားစွာနဲ့ဆက်လက်ရှင်းပြနေပါတော့တယ်သူကငါ့ကိုပြောလိုက်တယ်ငါတို့နှစ်ယောက်သားတိမ်တိုက်တွေရဲ့တစ်ဖက်ကကဘာစီကိုခရီးနေရမယ်တဲ့အဲ့ဒီတိမ်တိုက်ကဘာမြေထဲမှာရှိတဲ့ဂျီပန်စတာရဘူဒီအသက်ရှင်ခြင်းပေးစွမ်းနိုင်တဲ့မှုန်စိမ့်မြစ်ကိုငါတို့သွားပြီးယူဆောင်လာရမယ်တဲ့ဒါဆိုရင်နင့်ရဲ့ဒီအကြီးတန်းနေတဲ့မျက်နှာကိုလုံးဝပြန်ပြီးကောင်းမွန်လှပလာအောင်လုပ်နိုင်လိမ့်မယ်ပြီးတော့နင်အရင်လိုပုံစံမျိုးနဲ့လှပတဲ့မိန်းကလေးတယောက်ပြန်ဖြစ်လာမှအသေးချပဲဘူးစီကနေအဲ့ဒီလိုအန်ဩစရာကောင်းတဲ့တဲ့ရင်ကိုကြားလိုက်ရတဲ့အခါမှာတော့ဂျပါကာလီတယောက်အန်ဩတုံလို့သွားပြီး
မယုံကြည်နိုင်တဲ့လေတံနဲ့ပြန်မေးမြန်းလိုက်ပါတော့တယ်တကယ်ပဲလားပူပူတကယ်လို့ငါတို့ကအဲ့ဒီဆေးမြစ်ကိုတေချာပေါက်ရှာဖွေတွေးရှိနိုင်မယ်ဆိုရင်ငါရဲ့မျက်နှာကအရင်ကပုံစံအတိုင်းအလားပေါတွေပြန်ရလာမှာလားငါတကယ်ပဲလှပလာနိုင်အောင်မတကယ်ပဲလားယင်ဟုတ်တာပေါ့ချမ်းပါကာလီရဲ့ဘာလို့မဖြစ်နိုင်ရမှာလဲနေကငါရဲ့အချစ်ဆုံးတငယ်ချင်းတယောက်ဖြစ်နေတာပဲဒီလိုအခက်အခဲဒုက္ခရောက်နေတဲ့အချိန်မှာငါနဲ့ကိုဘလို့လုပ်ပြီးတယောက်တည်းစွန့်ပစ်ထားခဲ့ရမှာလဲကဲအခုချက်ချင်းငါနဲ့အတူလိုက်ခဲ့တော့ဒါပေမဲ့ငါဘလို့လုပ်ပြီးအဲ့ဒီတိမ်တိုက်တွေရဲ့ကဘာကိုသွားနိုင်မှာလေငါတာမန်လူသားတယောက်ပဲဖြစ်နေတာလေငါတို့နှစ်ယောက်ကတာမန်လူတွေဖြစ်နေလျက်နဲ့တိမ်တိုက်တွေရဲ့တစ်ဖက်မှာရှိတဲ့အဲ့ဒီမော်ကဘာစီကိုဘယ်လိုပုံစံနဲ့ရောက်သွားနိုင်ကြမှာလဲအဲ့ဒါကိုလုံးဝပုံမနေနဲ့တော့ရသေးကြီးကငါ့ကိုမှော်မြေမုံအထူးတဆုပ်ကိုပေးရလိုက်တယ်လေအဲ့ဒီမော်ပစ္စည်းရဲ့အကူကြီးနဲ့ပဲငါတို့နှစ်ယောက်သားတိမ်တိုက်တွေရဲ့ကဘာစီကိုတေချာပေါက်ရောက်သွားနိုင်ကြမှာကဲအချိန်မဆွဲတော့နဲ့အခုချက်ချင်းထွက်ခွာပြီးနေရဲ့အကြီးတန်းနေတဲ့မျက်နှာကိုအမြန်ဆုံးကုသရအောင်ဘူဘူကချက်ချင်းထွက်ခွာဖို့တိုက်တင်ရင်အကြားတစ်ဖက်မှာလည်းဝီဂရန်နဲ့ပတ်သက်ပြီးတော့တတိပေးစကားပြောဆိုလိုက်ပါတော့တယ်အဲ့ဒါပြီးရင်တော့ငါတို့တွေကဝီဂရန်စီကိုသွားပြီးအမှန်တရားအားလုံးကိုတိတိကျကျအမှန်အတိုင်းရှင်းပြရလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့နေရာသူ့ကိုအပန်ပန်တလဲလဲညှင်းပယ်ခဲ့တာကြောင့်သူတစုံတရာမှားရွံ့တဲ့ဆုံးဖြတ်ချက်မျိုးကိုချမှတ်ပြီးအမားကြီးမလုံမိစေခြင်းလို့ပဲတငယ်ချင်းဖြစ်သူဘူဘူရဲ့စကားတွေကိုနားထောင်ပြီးတဲ့နောက်ချမ်းပါကာလီတယောက်လဲသူမရဲ့အမားတွေကိုပြန်လဲတွေးတော့ကောင်စိုးရင်ပူပန်မိစွာနဲ့ထောက်ခံလိုက်ပါတော့တယ်။နင်ပြောတာလုံးဝမှန်ပါတယ်ပူပူ။ဝီဂရန်အပေါ်မှာငါလောက်ခဲ့မိတဲ့မှားယွင်းတဲ့ဆက်ဆံမှုတွေကြောင့်အခုချိန်မှာငါကိုယ်တိုင်တောင်းမှဘလို့မှအေးအေးချမ်းချမ်းအသက်ရှူလို့မရအောင်ရှင်ထဲမှာမွန်းတက်နေရပြီ။ဒါပေမဲ့ငါဘလို့လုပ်ရမှာလဲ။ငါမလုပ်ချင်မဲနဲ့သူ့ကိုအဲ့ဒီလိုမျိုးဆက်ဆံခဲ့ရတာပါ။ဒီအချိန်မှာသူဘလို့အနေထားဆိုးတွေနဲ့ရှင်ဆိုင်နေရမလဲဆိုတာကိုတွေးကြည့်ရင်နဲ့တောင်ငါရင်နာလှပါပြီပူပူရဲ့ငါအပေါ်မှာသူဘလောက်တောင်ရှုံရှာမုန်းတီးနေလိမ့်မလဲသူ့ရဲ့ပါဇက်ကနေထွက်လာတဲ့မုန်းတီးစကားတွေကိုကြားလိုက်ရချိန်မှတင်ငါရဲ့နှလုံးသားတစ်ခုလုံးအပိုင်းပိုင်းအပြက်ပြက်ကြေမော့သွားခဲ့ရပါပြီကဲပါအခုအဲ့ဓာတွေကိုထိုင်ပြီးပူပန်နေရချိန်မဟုတ်တော့ကိုတေးသေးချာချာထိန်းထားစမ်းမှာချမ်းပါကာလီအခုချက်ချင်းငါတို့ခရီးဆက်ရတော့မယ်ဘူဘူးရဲ့တိုက်တွန်းမှုကြောင့်ချမ်းပါကာလီတယောက်ခရီးမထွက်ခင်မှာပဲမိခင်ဖြစ်သူရဲ့အခန်းအစီကိုတိတ်တဆိတ်ရောက်သွားခဲ့ပါတော့တယ်။အဲဒီချိန်မှာမိခင်ဖြစ်သူဒေဗဂီကအိပ်ပျော်နေရှာပါတယ်။အမေသမီးကိုခွင့်လို့ပေးပါတော့။အမေကိုတခေါမှအသိမပေးဘဲနဲ့ဒီလိုအနေရများတဲ့ခရီးလမ်းစီကိုတိတ်တဆိတ်ထွက်ခွာသွားရတော့မယ်။တကယ်လို့သာသမီးကအမေကိုအစောကြီးကလေးကကြိုပြောခဲ့မယ်ဆိုရင်ဒီလိုကြမ်းတမ်းခတ်ခဲ့တဲ့ခရီးလမ်းကြီးကိုအမေကလုံးဝသွားခွင့်ပေးမှာမဟုတ်ဘူးဆိုတာကိုသမီးကောင်းကောင်းသိနေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီခရီးကနေသမီးအသက်ရှင်လျက်ပြန်လှည့်လာနိုင်မှာမလားဒါမှမဟုတ်လုံးဝသေဆုံးသွားမလားဆိုတာကိုဘယ်သူမှအသေးအချာမသိနိုင်လို့ပါပဲဒါပေမဲ့ဒီခရီးကိုမထွက်ခွာခင်မှာအမေစီကနေအထူးမြတ်တာနဲ့စွတောင်းမြတ်တာတွေကိုခံယူဖို့အတွက်သမီးရောက်လာခဲ့တာပါကဲပြိတ္တကြီးရေအခုခါမှာတော့သစ္စာရှိတဲ့တငယ်ချင်းဖြစ်သူပူပူနဲ့အတူချမ်းပါကာလီတယောက်တိမ်တိုက်တွေရဲ့တစ်ဖက်မှာရှိတဲ့အဲ့ဒီမော်ကဘာစီကိုအရောက်သွားပြီးသူမရဲ့မျက်နှာကိုပြန်လေလှပစေမဲ့အဲ့ဒီအဖိုးတန်ဆေးမြစ်ကိုတကယ်ပဲအောင်မြင်စွာသွားရောက်ယူလာနိုင်ခဲ့ကြပါမလားဒါမှမဟုတ်အဲ့ဒီရက်စဲရုံမာတဲ့စုံကဝေကြီးရဲ့အလုံးတရားအန္တရာယ်များလာတဲ့ကြံစီမှုတွေကိုကြားရောက်သွားပြီးအဲ့ဒီမော်ကဘာထဲမှာပဲထာဝရပိတ်မိသွားကြတော့မလားဒါတည်းမကသေးပါဘူးအချစ်ရဆုံးချမ်းပါကာလီရဲ့အကြိမ်ကြိမ်ညှင်းပယ်မှုကိုခံခဲ့ရတဲ့ဝီဂရန်တယောက်ရောနောက်ပိုင်းမှာဒီမှန်တရားတွေကိုနားလည်လာနိုင်မှာမလားဒီလိုရင်ခုန်စိတ်လုံးရှားစရာအကောင်းဆုံးနဲ့အလုံးတရားစိတ်ဝင်စားစရာကောင်းလာတဲ့အဖြစ်ပြက်အဖုံဖုံတို့ကိုတော့နောက်လာမယ့်အပိုင်းတွေမှာဆက်လက်ကြည့်ရှုခန်းစားကြရအောင်ပါပဲဖြစ်ပါတယ်။ဂျမာကာလီရဲ့ဒီဇလန်လေးကိုသဘောကျနှစ်သက်ကြရဲဆိုရင်တော့အခုပဲကျမတို့ရဲ့ channel လေးကို like and comment လေးတွေပေးကြရင်မမီမလျော့ပဲ subscribe ပြုလုပ်ပေးသွားကြပါအောင်လို့မြစ်တာရက်ခံလိုက်ပါရရှင်။ series ရှည်လေးဖြစ်တာမို့နောက်ရက်တွေမှာလည်းဆက်လက်ဆောင်မျှော်ကြည့်ရှုပေးကြပါအောင်နော်။အားလုံးပဲကိုယ်စိတ်နှပြချမ်းသာကြပါစေ။